မို့တစ်ချက်လောက်ကြည့်ပေးပါဦးမို့ဟို share ထားတဲ့ဥစ္စာတွေ့ရသေးလားလို့ဟုတ်မေးကြည့်လိုက်မယ်နော်ဟုတ် share ထားတာပေါ်တယ်မေ Okay public public နဲ့ နဲ့ပဲ ပေါ်ပေါ့တယ် Okay ဟုတ် okay တယ်ဟုတ်တယ်ပေါ်တယ် Okay ဟုတ်လားအားလုံးကိုမင်္ဂလာပါရှင်အားလုံးကိုမင်္ဂလာပါဆိုတော့ဒီနေ့ကျမတို့စက်ပိုင်းဆိုင်ရာ technical ပိုင်းဆိုင်ရာမကျွမ်းကျင်တဲ့ခါကြတော့လေဟို Sunday နဲ့အချိန်လေးနည်းနည်းနောက်ကျသွားပါတယ်လို့ Zoom မှာလည်းအများကြီးလာ join ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဒီနေ့ကတော့ topic လေးကတော့တော်တော်လေးစိတ်ဝင်စားကြမယ်လို့ကျမထင်တယ်နော်ကျမသမီးလေး blessing ရွေးထားတဲ့ topic လေးဖြစ်တဲ့အတွက်ကြောင့်သူဘလို့အတိတ်ပဲပေါ်မလဲတော့မသိဘူးเนาะကြည့်ကြတာပေါ့เนาะဆိုတော့ပထမဦးဆုံးဒီ topic လေးကိုတွေးလိုက်တဲ့အခါမှာဘလို့လေးများစဉ်းစားမိကြလဲကိုနဲ့ဘလို့လေးတွေပတ်သက်နေကြလဲတယောက်ယောက် lesson ရှင်မသွားခင်တယောက်ယောက် zoom ထရပဲဖြစ်ဖြစ်အခု live ကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ဆွေးနွေးချင်တယ်ဆိုရင် zoom ထဲမှာဝင်လာမယ်ဆိုရင်ကျမတို့အာရပါရဆွေးနွေးလို့ရပါတယ်လို့เนาะတခုတော့ရှိတယ်အခု live လွှင့်ထားတာရှိတယ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်ပုံလေးတွေမပေါ်စေချင်ဘူးဆိုကင်မရာပိတ်ပြီးတော့ပြောလို့ရပါတယ်ဆိုတော့ဒီမှာမတွေ့ဘူးတဲ့သူတွေလည်းလာပြီးတော့ join ကြတယ်ကျေးဇူးတင်တယ်နောက်ပြီးတော့အရင်တော့သိခဲ့တဲ့မိတ်ဆွေ Lawrence တော်တော်လေးကြာသွားပြီเนาะပျောက်သွားတာဒီနေ့လာ join ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့เนาะဆိုတော့တခြားသူတွေလည်းတကူတကအချိန်ပေးပြီးတော့လာ join ပေးကြတယ်ဒီနေ့ကျမတို့ပြုလုပ်သွားမဲ့ဒီ discussion season လေးကတော့အားလုံးအတွက်လည်းအကျိုးရှိလောက်မယ်လို့ကျမထင်တယ်ခုလောလောဆယ်တော့အကျိုးရှိလားမရှိလားတော့ကျမကြိုတော့မပြောနိုင်ဘူးတို့တော့ကြည့်ကြတာပေါ့နော်ဟုတ်ရှင်တက်ကျော်ဟုတ်လားကျမနာမည်ခေါ်ရမှန်ရဲ့လားမသိဘူးလက်လေးထောင်ထားတယ်ပြောပါအောင်ကျေးဇူးပြုပြီးအမေခုနပြောလိုက်တဲ့ဟာလေခေါင်းစဉ်အနေနဲ့ပတ်သက်ပြီးတော့အဲ့လိုကိုနဲ့ဘယ်လိုများဆက်ဆက်မှုရှိလဲဆိုလို့ဟွာအမေစီမှာတမီးရဲ့အမပေါ့နော်တင်တန်းတက်ပူတယ်ပေါ့အမရွှွန်းလဲကျော်ဆိုတဲ့နာမည်နဲ့သူကပဲတမီးကိုဒီနေ့ပေါ့နော်ဒီနေ့ခေါင်းစဉ်ကနေနဲ့ကိုက်မယ်ထင်တယ်ဆိုပြီးတော့တမီးအဲ့လိုပြောညွှန်မေးလိုက်တာပေါ့ညွှန်မေးလိုက်တော့တမီးကဝင်ကြည့်လိုက်တော့ဒီမှာ forgive but not forget ဆိုလဲဆိုတော့ကိုနဲ့နည်းနည်းတိုက်ဆိုင်သွားတယ်ပေါ့နော်ကိုမှလည်းအဲ့လိုလူတယောက်ရှိတယ်ပေါ့ဘယ်လိုပြောရမလဲအခုတတိအဲ့ဒါကိုလွတ်ချလိုက်ခြင်းတယ်ပေါ့လွတ်ချလိုက်ခြင်းပေမဲ့ကိုကမလွတ်ချနိုင်ဘူးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကိုဆွဲလန်းနေတာမျိုးလည်းမဟုတ်ဘူးဒီတိုင်းစိတ်ထဲမှာမကြေမချမ်းပုံစံလေးဖြစ်ပြီးတော့အဲ့လိုစိတ်ထဲမှာဆွဲနေတာပေါ့နော်အဲ့ဒါကိုလည်းအဖြေရှာခြင်းလို့ရောက်လာတာပါရှင်ကျေးဇူးတင်တယ်ဆိုတော့ခုနသမီးတစ်ချက်ပြောလိုက်တာမကြေမချမ်းဘူးဆိုတဲ့စကားလုံးလေးတစ်ချက်သုံးလိုက်တယ်နော်သမီးဟုတ်မေဆိုတော့အဲ့စကားလုံးလေးကမကြေမချမ်းလို့ပြောတဲ့ခါကျတော့မကြေနဲ့တာကိုပြောချင်တာလားမဟုတ်ရင်ဘာကိုအဓိကယေရှုပြီးတော့အဲ့စကားလုံးလေးကိုသုံးလိုက်တာလဲသမီးကတော့အမေအဲ့လိုမကျေနပ်တာလဲပါတယ်လို့အဲ့လိုစိတ်ထဲမှာလဲပေါ့နော်ဟိုနည်းနည်းစိတ်ခုနေတာပေါ့စိတ်ထဲမှာအဲ့လိုခဲလုံးခုနေတယ်လို့ပဲအဲ့ခဲလုံးလေးကမလိမ့်ကြပဲနဲ့စိတ်ထဲမှာပဲအဲ့လိုပိတ်ဆို့ထားတယ်လို့ဖြစ်နေလို့ရှင်ကဲလုံးလေးလို့ပဲစိတ်ထဲမှာရှိနေတယ်လို့နားလည်လို့ရမယ်နော်ဆိုတော့ခုနေတယ်ဆိုတော့တခြားစကားလုံးရွေးရမယ်ဆိုကတိကအောင်ကြီးဖြစ်နေတယ်လို့ပြောလို့ရမလားဟုတ်ကဲ့ရှင်ကတိကအောင်ဖြစ်တယ်မကြေမနက်တာဖြစ်တယ်ဆိုတဲ့ခါကျတော့ဒီ topic လေးကအရန်ကျယ်ပြန့်တဲ့ခါကျတော့အဲ့ဒီကတိကအောင်ဖြစ်စေတဲ့စကားလုံးများလားသူ့ရဲ့အပြုအမူလားမဟုတ်လို့ရှိရင်ဘယ်လိုဟာလေးကသမီးကိုကတိကအောင်တော်လေးဖြစ်စေတာလဲအဓိကတော့ပေါ့နော်အဲ့ဒီအဲ့လိုပတ်သက်မှုတစ်ခုရှိခဲ့တာပေါ့အဲ့လိုပတ်သက်မှုကနေပြီးတော့ပဲအခုလက်ရှိအထိကိုအဲ့လိုမကြေမနက်လေးဖြစ်เสียလေးဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအဲ့ဒီပတ်သက်မှုကတော့ပြီးဆုံးသွားပြီဆိုပေမဲ့အခုတတိစိတ်ထဲမှာမကြေမနက်လေးဖြစ်နေတာမျိုးပေါ့ဆိုတော့ပတ်သက်မှုလေးကပြီးဆုံးသွားတယ်စကားရတော့ပြီးဆုံးသွားတယ်ဒါပေမဲ့ကိုယ့်ရဲ့အသေးနှလုံးထဲမှာကိုယ့်ရဲ့အတွေးထဲမှာမပြီးဆုံးသေးဘူးလို့ပြောလို့ရမှာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်သူ့ဖက်ကတော့တကယ်ပြီးဆုံးသွားတာလားကိုယ့်ဖက်ကနေပဲမပြီးဆုံးသေးတာလားအဲ့ဒီအပိုင်းလေးရောဘယ်လိုစဉ်းစားမိလဲ
ပြောရမယ်ဆိုရင်နှစ်ဖက်လုံးကတော့ပြီးဆုံးသွားပြီလို့ပြောလို့ရတယ်ပေါ့နော်တစ်ဖက်သူ့ဘက်ကရောတမီးဘက်ကရောပေါ့ဒါပေမဲ့အဲ့လိုသူ့ဘက်ကတော့feeling နေပါတယ်ရှိလားမရှိလားတော့မသိတော့ပေမဲ့တမီးဘက်ကတော့အဲ့လိုမကျေနပ်တဲ့ခံစားချက်တွေကအခုတည်းရှိနေတော့မှရှင်မကျေနပ်တဲ့ခံစားချက်ဟုတ်ဆိုတဲ့ခါကျတော့ကျမတို့မေ့လို့မရဘူးလို့ပြောလိုက်တဲ့အပိုင်းလေးကခုနသမီးပြောလိုက်တဲ့မကျေမနပ်တာတစ်ခုရှိနေတဲ့အတွက်ကြောင့်မေ့လို့မရဘူးလို့ပြောလို့ပိုရမယ်နဲ့တူတယ်နော်ဟုတ်တယ်ရှင်ကျေနပ်မယ်ဆိုရင်တော့မေ့လို့ရမှာလားအဲ့ဒါဆိုရင်အဲ့လိုကျေနပ်သူ့အဲ့ဒါကိုကျေနပ်တာထက်ဒီသမီးကဘယ်လိုပြောရမလဲသမီးကိုသမီးအဲ့ဒါယူလွှတ်ချလိုက်ချင်တာဘာမှမပတ်တတ်တော့ဘူးဆိုပြီးတော့အဲ့လိုကြီးကိုစိတ်ထဲမှာအဲ့လိုထည့်လိုက်ချင်တာပေါ့နော်ကိုဘဝနဲ့ကိုရှိဆက်ပြီးသွားရမယ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်ချင်တာရှင်အဲ့လိုအမုန်းတရားတွေလည်းမပွားနေပဲနဲ့ကိုဘာသာကိုပဲအေးအေးချမ်းချမ်းလေးနေချင်တာပေါ့နော်ဆိုတဲ့ခါကျတော့မကျေနပ်တဲ့အတွက်ကြောင့်မလွတ်ချနိုင်ဘူးလို့ပြောလို့အဲ့လိုပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ရှင်ကျေနပ်တဲ့ happy ending လေးနဲ့ဆိုရင်တော့လွတ်ချနိုင်တာပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ဒီနေရာလေးမှာတစ်ချက်စဉ်းစားစရာလိုမယ်နဲ့တူတယ် happy ending ဖြစ်နောက်မှလွတ်ချပြီးတော့လွတ်ချနိုင်လို့ happy ending ဖြစ်လို့လွတ်ချနိုင်တာလား happy ending ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအသွေးလေးဝင်တဲ့အခါမှာကျေနပ်မှုရတယ်လို့ပြောလို့ရမယ်နဲ့တူတယ်ဒါပေမဲ့မေ့သွားတာမဟုတ်တာကြီးအဲ့ဒါလေဟုတ်တယ်ရှင်အခုလက်ရှိတကယ်အဲ့လိုဖြစ်ချင်နေတာဘယ်လိုလဲဆိုတော့အဲ့လိုသူ့ထက်ตายရမယ်သူ့ထက်အဲ့လိုမြင့်တဲ့တနေရာရအောင်ငါရောက်ရမယ်ငါအဲ့လိုကြိုးစားရမယ်အဲ့လိုမျိုးစိတ်ကပို့ပြီးတော့လွှမ်းမိုးနေတယ်ရှင်အဲ့လိုအခုကျောင်း study ပိုင်းမှာဆိုလဲကိုယ့်အတွက်ကိုစူးစမ်းတယ်ဆိုတာထက်အဲ့လိုသူများတွေကျောင်းသူများတွေငါ့အောင်အထင်သေးမှဆိုလို့အဲ့လိုသူများတွေအပြောမခံခြင်းလို့စူးစမ်းတယ်ဆိုတဲ့စိတ်ကပို့ပြီးပေါ်လွင်နေတယ်ရှင်ဟုတ်ကျေးဇူးတင်တယ်မကြေမနပ်မှုကြောင့်မကြေမနပ်စိတ်ကြောင့်ပို့ပြီးတော့ကိုသူနဲ့နိုင်ရှင်မိတယ်သူထက်ငါตายရမယ်ဆိုတဲ့အတွေ့အကိုပို့ပြီးတော့လွမ်းမိုးတဲ့ခါမှာအဲ့ဒါအရန်ပင်မန်းတယ်လို့ပြောလို့ရမယ်နဲ့တူတယ်နော်ခုသမီးပြောတဲ့အရာဆိုရင်ဟုတ်တယ်ရှင်ဟုတ်ကျေးဇူးများတင်တယ်ဆိုတော့ခုသမီးလေးပြောလိုက်လို့ blessing ရေကျမတို့ရဲ့ topic လေးရဲ့ definition ကိုထုတ်ဖော်လိုက်ပြီးနဲ့တူတယ်နော်ဆိုတော့အခု Lawrence လက်ကလေးထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် Lawrence ကရောဘယ်လိုအဓိပ္ပာယ်ဖော်ခြင်းလဲမလို့ရှင်ဘာလေးများပြောစရာရှိလဲပြောပါအောင်တတဟုတ်ကဲ့မင်္ဂလာပါမေလီလီမတွေ့ရတာတော်တော်လေးကြာသွားတာဟုတ်တယ်တော့သတိရပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဆိုပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့မြောက်ဝင်မဲ့အကြောင်းအရာကိုlesson ပေါ့နော်အမလားညီမလားတော့မပြောတတ်ဘူးပေါ့နော်ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်လို့မျှော်လင့်တယ်ပေါ့ဆိုတော့ဒီရဲ့ကောင်းစဉ်လေးတွေ့တော့ဘယ်လိုလေးခံစားရလဲဆိုရင်ငါမှမမေ့နိုင်တဲ့အရာပါနေတယ်ပေါ့နော်ခွင့်လွတ်တယ်လို့တော့ကိုပြောခဲ့တယ်ပေါ့နော်ကြည်ကြည်နက်နက်ကြီးတော့ပြောခဲ့တယ်ဒါပေမဲ့ကိုမေ့မပြည့်နိုင်တဲ့အရာပါများရှိမလဲဆိုတော့အတွေးလေးပေါ်လာတယ်အဲ့ဒီအတွေးလေးနဲ့အတူတကယ်မမေ့နိုင်တဲ့အရာတွေလည်းထွက်လာတယ်ပေါ့နော်ဆိုတော့ငါခွင့်လွတ်တာဟုတ်ရဲ့လားဆိုတော့တန်တရားလေးပြန်ဝင်လာတဲ့စိတ်ကလေးတော့ရှိပါတယ်ပေါ့နော်မေဆိုတော့ဒီရဲ့အဖြေလေးရှာနိုင်မယ်လို့တော့အဖြေလေးရှာနိုင်မယ်ဆိုတာအတွေးလေးပေါ့နော်ပို့ပြီးတော့ချက်ကားပြီးတော့အဖြေရှာတွေးနိုင်မယ်လို့တော့မျှော်လင့်မိပါတယ်ပေါ့နော်ဟုတ်ဒီလောက်ပါပဲဟုတ်ကျေးဇူးတင်တယ် Lawrence ခုနတစ်ချက်ပြောလိုက်တာမတွေ့တာကြာပြီတဲ့မတွေ့မှမတွေ့ချင်တာကြာမှာပေါ့နော်တွေ့ချင်တယ်ဆိုရင်ကျမတို့ပတ်တိုင်းစောင့်ကြနေ live လွှင့်တယ်လေဟုတ်တယ်မလား Lawrence Okay blessing ခုနတာနဲ့သမီးလေးပြောသွားတဲ့အပေါ်မှာ blessing ရဲ့အဓိပ္ပာယ်ဖော်ထားတာလေးနဲ့တိုက်ဆိုင်မှုများရှိနေသလားမလို့ရှင်ဘယ်လိုလေး blessing ချပြပေးလို့ရမလဲဆိုတော့ဒီနေ့အားလုံးရောက်လာကြတယ်ပေါ့နော်ဆိုတော့ရောက်လာပြီဆိုကြတဲ့ကအကုန်လုံးကဘဝမှာကခွင့်လွှတ်ချက်နေမမေ့နိုင်တဲ့အရာတွေဒါတွေအများကြီးကြုံတွေ့နေရကြမယ်လို့ယုံကြည်တယ်ပေါ့နော်ဒီမှာရှိနေတဲ့လူအကုန်လုံးပေါ့နော်ဆိုတော့ဒီခွင့်လွှတ်ချက်နေဒီမမေ့နိုင်ခြင်းနဲ့အရင်မသွားခင်အကြောင်းအရာလေးတစ်ခုပြပြချင်တယ်ပေါ့နော်
ကျောင်းရလေးတစ်ခုပြပြချင်တယ်ဘသူကျောင်းပြပြချင်လဲဆိုတော့လူနှစ်ယောက်အကြောင်းပြပြချင်တယ်ပေါ့နော်လူနှစ်ယောက်သူတို့နာမည်တော့ကိုနဲ့ညီညီလို့ဆိုတဲ့နာမည်တစ်ခုပေးထားတယ်ပေါ့နော်ကိုနဲ့ညီညီသူတို့နှစ်ယောက်ကအရန်ခင်ကြတယ်အရန်ချစ်ကြတဲ့တကယ်ချင်းတွေဟုတ်တယ်အရန်ချစ်ကြပြီးမှဘလောက်ထိတောင်မှချစ်ခင်ကြလဲဆိုရှင်သူတို့နှစ်ယောက်ကဘောင်းမီတစ်ထဲတန်းတော့အတူတူဝင်နိုင်တယ်အတူတူကျောင်းသွားတယ်အတူတူကျောင်းပြေးတယ်အတူတူပြီးရုပ်ရှင်သွားကြည့်ကြတယ်အတူတူသူတို့လှုပ်ဖြတ်တန်းခဲ့ရတဲ့အရာတွေအများကြီးပဲသူတို့ငငယ်လေးကတည်းကပေါင်းခဲ့ကြတဲ့တွေဟုတ်တယ်အဲ့လိုနဲ့တရက်ပြီးတရက်သူတို့တွေအဲ့လိုမျိုးဖြတ်တန်းလာပြီးမှတရက်ကြတော့ညီညီကအိမ်ထောင်ပြုတ်သွားတယ်အိမ်ထောင်ပြုတ်သွားပြီးမှဆိုတော့ဘလောက်ထိတောင်မှသူတငယ်ချင်းအရင်ချစ်လဲဆိုတော့သူ့ကိုသူတို့သားအရင်အနေနဲ့အဲ့လိုမျိုးအကုန်လုံးသူတို့အရင်လာပါတဲ့ဒီ memory ရှိခဲ့ကြတယ်ဒါပေမဲ့တရက်ကြတော့ဘာဖြစ်တယ်လဲဆိုရှင်ဒီကိုကဒီညီညီရဲ့အမျိုးသမီးနဲ့သူတို့နှစ်ယောက်ဖောက်ပြန်သွားကြတယ်ဆိုတော့ဒီလိုဖောက်ပြန်တဲ့အခါမှာနှစ်ယောက်စလုံးကဘာတွေခံစားကြရတာလဲပေါ့နော်ကိုအနေနဲ့ကြတော့ဒါငါအချစ်ဆုံးတကယ်ချင်းငါ့ကိုအရင်ယုံကြည်ခဲ့တဲ့တကယ်ချင်းဘာမှမဆိုငါပေးနိုင်တဲ့တကယ်ချင်းလုံးဝဘလောက်ထိအောင်ပဲ sharing လုပ်နိုင်လဲဆိုရင်တချို့တော့ဒီလေးဝက်ချက်တဲ့ဆိုသူနဲ့အတူတူမြင်ညှို့လိုက်ဖို့အောင်မှာကိုပေးနိုင်လိုက်တဲ့တငယ်ချင်းကငါကအဲ့လိုမျိုးလုပ်နေပါလားဆိုတဲ့အခန်းစားချက်နဲ့သူကပို့ပြီးမှသူတငယ်ချင်းပေါ်မှာဆက်ဆံတဲ့အရာတွေကပို့ပြီးမှကြမ်းတမ်းလာတဲ့အရာတွေဖြစ်လာတယ်တကယ်တော့အပြစ်လောက်တာကသူပဲဒါပေမဲ့အဲ့ဒီအရာတော့ခံစားရပြီးတကလားတော့အပြစ်လောက်တဲ့ပို့ပြီးမှသူတငယ်ချင်းကြမ်းတမ်းတဲ့အပိုင်းတော့လို့ဒီလိုပဲသူတငယ်ချင်းအနေနဲ့ကြတော့လေငါကတကယ်တော့ငါက victim နေနော်ငါကအလုပ်ခံရတဲ့သူဘာဖြစ်လို့ငါ့ကိုအဲ့လိုဆက်ဆံလာလဲဆိုတဲ့အခါမှာဆိုတော့ကျွန်တော်ဘောမှာပေါ့နော်ဒီလိုကိုလူတွေလည်းအများကြီးကျွန်တော်ကြုံတွေ့ခဲ့ရမှာပဲညီလိုအများကြီးလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရမှာပဲခါလေကျရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းကိုဖြစ်နေနိုင်တယ်လို့ခါလေကျရင်ကျွန်တော်ကိုယ်တိုင်လည်းညီဖြစ်နေနိုင်တယ်အဲ့ဒီမှာခါလေကျတော့ရှင်ကိုကကျွန်တော်တို့ရဲ့အဖေလည်းဖြစ်နိုင်တယ်နင်ကမိဘပဲကျွန်တော်အမေလည်းဖြစ်နိုင်တယ်နင်ကမိဘပဲငါ့ကိုမွေးထားရဲ့သားနဲ့ဘာဖြစ်လို့ငါအဲ့လောက်ထိကြမ်းတမ်းနေဆက်ဆက်ရတာလဲဘာဖြစ်လို့ငါအဲ့လောက်ထိရိုက်နှက်ဆုံးမရတာလဲဘာဖြစ်လို့ကိုသားသမီးကိုအချစ်တယ်နဲ့မပြိုးထောင်ခဲ့ပဲနဲ့ဘာလို့နာကျင်စရာတွေနဲ့ပြိုးထောင်ခဲ့တဲ့အခါမှာငါမှဘလို့ကြီးပြင်းခဲ့ရတာငါဘဝမှာငါဘလို့တွေခံစားခဲ့ရတာငါဘလို့တွေနင့်ခွင့်မလွတ်နိုင်တာငါဘလို့တွေမမေ့လိုက်နိုင်တာငါဘလို့ထိတော့မှကိုယုံကြည်ချက်မဲ့ပြီးဘယ်လောက်ထိတိမ်ငယ်ခဲ့ပြီးမှကိုတော့ကိုမချစ်တရတော့အောင်ငါအဲ့လိုကြီးပြင်းခဲ့ရပါလားဆိုတဲ့ခံစားချက်မျိုးခါလေကျရင်အဲ့ဒီကိုရဲ့ချစ်သူလည်းဖြစ်နိုင်တယ်ငါဘယ်လောက်ထိနေချစ်ခဲ့တာရှိဒီမှာအရာအကုန်လုံးကနေပုံပေးခဲ့တာငါရဲ့နှလုံးသားတစ်ခုလောက်အကုန်လုံးပေးပြီးမှရှိဒီမြအရာတွေအကုန်လုံးနဲ့နင့်ကိုလဲထားတဲ့အချိန်မှာနင်ကငါ့ကိုအဲ့လိုမျိုးတစ္ဆာဖောက်ရတလားဆိုတဲ့ခံစားချက်မျိုးခါလေးချင်းကိုရဲ့တငယ်ချင်းလည်းဖြစ်နိုင်တယ်အဲ့လောက်ထိအတူတူကြော်ဖြတ်ခဲ့ကြပြီးမှတချို့ဆိုလည်းကိစ္စတေးလေးကြောင့်လည်းဖြစ်နိုင်တယ်ကိစ္စအကြီးကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကကိုလည်းဖြစ်ခဲ့တယ်လို့ကျွန်တော်ကိုယ်တိုင်ကညီလည်းဖြစ်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်ဒီအကြောင်းအရာကိုပြောရလဲဘာ blessing မလို့ဒီအကြောင်းပြပြလဲဆိုတော့ဘာလို့ဆိုပြန်စဉ်းစားကြည့်ကြရအောင်ပေါ့နော်ပြန်စဉ်းစားခုနကညီမလေးဘယ်သူလဲမသိနာမည်တော့မသိဘူးပေါ့နော်ဒီ Lawrence နဲ့ပြောတော့တဲ့ဟာရှိရဲ့နာကျင်ရတယ်ဆိုတဲ့အရာဆိုတော့နာကျင်ရတယ်ဆိုတဲ့အရာတွေကဘာကြောင့်လဲပေါ့နော်တကယ်နာကျင်တဲ့အရာတွေဘယ်သူစီကနေလာလဲပေါ့အဲ့ဟာလေးတစ်ချက်လေးပေါ့နော်စဉ်းစားကြည့်စေချင်တယ်ကျွန်တော်တို့ကလေဆက်ဆံရေးတွေမှာလေဒဇိန်တွေကကိုဘာပဲလုပ်ဥပမာကိုရဲ့ရင်သူကကိုညှင်းဆဲရင်တော့ကိုကနိုင်ရင်ရှိရဲ့ကိုမုန်းတဲ့လူကကိုလာတိုက်ခိုက်တော့ကိုကရှောင်ထွက်သွားလို့ရတယ်ဒါပေမဲ့ကိုလှုပ်တဲ့လူကဘာကြောင့်နင်ဖြစ်နေရလဲအရင်ဒီဆုံးသူတွေပဲမလားမိသားစုတမပဲမလားကိုအခြေရဆုံးသူတွေပဲမလားကိုတမိုးထားရဆုံးသူတွေပဲမလားဆိုတော့အဲ့နဲ့ပတ်သက်မှာနော်အလုံးလဲစဉ်းစားကြည့်စေချင်တယ်ပေါ့နော်ဘယ်လိုခွင့်လွှတ်ကြမလဲဘယ်လိုမေ့ကြမလဲခုနညီမလေးတယောက်ညီမလားအမလားမသိပြောတော့အရင်ခွင့်မလွတ်နိုင်ဘူးဒါမှမေ့နိုင်တာလွတ်မချနိုင်တာဆိုတဲ့ဟာ
ဆိုတော့ဒီလီပေါ့နော်ကျွန်တော်တို့ခွင့်လွှတ်ခြင်းနဲ့မိတယ်ဆိုမိနိုင်တဲ့အရာပေါ့နော်မိရနဲ့ forgive နဲ့ forget နဲ့အကြောင်းကိုဒီလဲအားလုံးအများကြီးပြနိုင်မယ်လို့ထင်ပါတယ် ဟုတ်ကျေးဇူးတင်တယ်သမီးခုနကပြောတဲ့အပိုင်းမှာလေကျမကြတော့ဘာသွားစဉ်းစားလဲသိလားကိုနဲ့ညီနဲ့ဟုတ်ပြီအဲ့ဒီအမျိုးသမီးကိုသွားစဉ်းစားမိတယ်သူလည်းသိတာပဲဘာကြောင့်သူဒီလိုလောက်ရက်တာလဲဆိုရင်ရော blessing အနေနဲ့ဘယ်လိုစဉ်းစားမလဲသူသိနေတယ်လေပြောချင်တာအိမ်ထောင်ရေးပိုင်းမှာပဲလဲကြည့်မယ်ဆိုရင်ချိတ်လို့ရမယ်နဲ့တူတယ်အမျိုးသားမှာသားသမီးရှိတယ်နော်ကလေးတွေလည်းရှိတယ်နော်ဒါပေမဲ့လဲဘာလို့ तू ကဒါကိုလက်ခံနိုင်သွားရတာလဲအဲ့ဒီအပိုင်းရောဘယ်လိုစဉ်းစားကြမလဲအဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လူကပေါ့နော်လူတွေကတရားကြတော့သူဒီအမျိုးသမီးနေရာနေကြရပါတော့ခါလေးကျလူကလေထူတော့ထူဆန်းနေတော့ကိုလက်မခံနိုင်ဆုံးအရာတွေကိုမကြိုက်ဆုံးအရာတွေကိုကိုယ်တိုင်ကပြန်ပြီးမှလုံးမိတတ်တယ်ပြန်ပြီးသက်ခံမိတတ်ကြတယ်ပြီးရင်အဲ့ဟာထက်ခါတလဲလဲအဲ့နေရာပြန်ပြီးသွားတတ်ကြတယ်ဆိုတော့အဲ့ဟာရဲ့အရင်မြစ်ကိုပြန်လိုက်လို့ရှိရင်လည်းသူ့စီမှာသူခွင့်မလွတ်နိုင်တဲ့အရာတွေသူမိဘအကြောင်းလည်းဖြစ်နိုင်တယ်သူပတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်တယ်သူခွင့်လွတ်နိုင်တဲ့အရာတွေသူမလုပ်ချင်ဆုံးသောအရာတွေကိုသူကိုယ်တိုင်ကသူမသိပဲနဲ့သူကိုယ်တိုင်ကလက်ခံတဲ့သူအဲ့လိုလည်းဖြစ်လာနိုင်တယ်လို့အဲ့လိုတော့မြင်မိတယ် မသိပဲနဲ့လားသိရ သိရ သား နဲ့ နဲ့သိရသားနဲ့ तू မလုတ်ပဲနဲ့အနောက်ကနေတွန်းအားတစ်ခုခုများခုနပြောလိုက်တဲ့သမီးပြောလိုက်တဲ့ခါမှာသူ့ရဲ့ trauma သူ့ရဲ့စိတ်ဒဏ်ရာတစ်ခုခုကြောင့်အဲ့ဒါကို तू လုံးမိသွားတာလား စိတ်တရားတွေကြောင့်ရောအထူးသဖြင့်ဒီparenting တွေနဲ့လည်းအများကြီးပြန်တော့ဆက်ဆက်မိမယ်ပေါ့နော်ဒီခွင့်လွှတ်ခြင်းတရားအကြောင်းတွေပြောလို့ရှိရင်ဒီမိလိုက်ခြင်းလွတ်ခြင်းတရားအကြောင်းတွေပြောလို့ရှိရင်ကြတော့ဒီ parenting နဲ့ဒီကိုကြီးခဲ့တဲ့ကိုယ့်ရဲ့ background အကြောင်းတွေကိုပြန်တော့မပြောလို့မရအောင်ပြန်တော့မချိတ်လို့ဘလို့မှမရအောင်ဘာလို့ဆိုအရင်မြစ်ကအဲ့ဒီမှာပဲရှိခဲ့ရအောင်အဲ့ဒီအရာကနေမှတဖြည်းဖြည်းဒီအရာတွေကကြီးထွားလာမှဘာနဲ့တူလဲဆိုကိုအပင်တပင်စိုက်လိုက်လို့ရှိရင်အပင်ပေါက်ပြီးအတီးတီးပြီးအပွင့်ပွင့်လာတယ်လို့ပဲတချို့တော့မျိုးစေ့တွေကကိုကဘယ်သူမှဆိုကောင်းတဲ့အရာပဲစိုက်ရှင်ကြတာပဲဒါပေမဲ့ခါလေးကြလို့ရှိရင်ကိုကျဲလိုက်တဲ့မျိုးစေ့မှာခါလေးကြလို့ရှိရင်မြက်ပင်လည်းပါလာနိုင်တယ်တောပင်လည်းပါလာနိုင်တယ်စူးပင်လည်းပါလာနိုင်တယ်အဲ့ဒီအချိန်မှာအဲ့ဒီစူးပင်တွေကလည်းကြီးလာတယ်အဲ့ဒီစူးပင်တွေလည်းအတီးတီးလာနိုင်တယ်အဲ့ဒီစူးပင်လည်းအပွင့်ပွင့်လာနိုင်တဲ့အခါမှာခုနကအမျိုးသမီးညမှာလည်းကြုံဆုံသွားနိုင်တယ်ပေါ့နော်သူ့ရဲ့ဖက်နှက်ကိုကိုယ်တိုင်လည်းစီးရတဲ့အခြေအနေမျိုးလည်းရောက်သွားနိုင်တယ်ဟုတ်ကျေးဇူးတင်တယ်တစ်ချိန်တည်းမှာလည်းအဲ့သမီးလို့ပြောတဲ့ခါမှာလည်းလေဘာသာစဉ်းစားမိလဲဆိုတော့သူ့ရဲ့လိုအပ်ချက်တစ်ခုခုကိုလည်းသူ့မှာဖြည့်ရတဲ့အခြေအနေရောမဖြစ်နိုင်တော့ဘူးလားလို့သူ့ရဲ့လိုအပ်ချက်ကိုသူချစ်တယ်လို့ခုနကတော့ပြောတဲ့သူနဲ့သူယူတော်ညာလဲသူ့ရဲ့လိုအပ်ချက်ကိုသူမရနိုင်ခဲ့လို့ဒီဖက်တယောက်သူမှာပို့ပြီးတော့ရနိုင်တဲ့အခြေအနေများရောမဖြစ်နိုင်ဘူးလားဆိုတာလေးပေါ့နော်သူရဲ့ survival လည်းဖြစ်နိုင်လိမ့်မယ်ဟုတ်ဆိုတဲ့ခါမှာ forgive ကိုမသွားခင်တစ်ချက်လောက် forget ကိုစဉ်းစားကြည့်ကြရအောင်အခုကျမတို့ဘဝမှာလေအရန်မှတ်ထားခြင်းတဲ့အရာကိုလွယ်လွယ်လေးနဲ့မေ့သွားပြီးတော့ဘလို့မှပြန် recall ပြန်ပြီးတော့စဉ်းစားလို့မရတဲ့အချိန်တွေရောမရှိမိဘူးလားအဲ့ဒီခံစားချက်လေးကဘလို့ဖြစ်ကြလဲကိုအရန်မှတ်မိခြင်းနဲ့ဒါပေမဲ့ဘလို့မှမမှတ်မိဘူးအဲ့ဒီဟာကိုမှတ်မိဖို့ရန်အတွက်ကျမတို့ကအရန်လောက်ယူရတယ်စူးစမ်းယူရတယ်အဲ့ဒီအချိန်တွေရှိခဲ့ဘူးတဲ့ဟုတ်အထူးသဖြင့်ကျမတို့ရဲ့ကြောင်းတက်တဲ့ဘဝမှာအထူးသဖြင့်ကျမတို့မြန်မာနိုင်ငံဆိုလို့ရှိရင်စာအလွတ်ကျက်တဲ့စနစ်နဲ့ကျမတို့ generation မှာကျမတို့ကြီးခဲ့ရတယ်ကျမဆိုရင်အလွတ်ကျက်တဲ့ပိုင်းမှာအရန်အားနေတယ်တုံအလွတ်ကျက်လို့မရအောင်ဆိုတဲ့ခါကျတော့မမိချင်တဲ့အရာကိုလွယ်လွယ်လေးနဲ့လွယ်လွယ်လေးလို့ပဲပြောရမလားမသိမေ့လိုက်တဲ့အချိန်ရဲ့ခံစားချက်က
အရင်ပြင်းထန်တယ်နော်တကယ်လို့သာကျမတို့ကအဲ့ဒီ forget ကိုလေအခုအသက်ကြီးတဲ့သူတွေကိုတစ်ချက်ကြည့်ကြည့်လိုက်အသက်အရန်ကြီးတဲ့သူတွေသူတို့ enzyme ဆိုတဲ့ဟာတွေရှိတယ်မလားသူတို့အသက်ဘာမှသတိမရတော့တကယ်လို့သာကျမတို့ကငယ်ငယ်ရွယ်လေးနဲ့အဲ့လိုမျိုးသာဖြစ်ခဲ့မယ်ဆိုရင်ရောစဉ်းစားစရာနော်အဲ့ဒါကြောင့်ကျမမမာဘူးဆိုရင်ကျမအမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ကျမတို့ရဲ့ဘဝမှာမေ့လို့မရတဲ့အရာတွေကိုသေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ခါမှမတွေ့ကြုံခဲ့တဲ့အရာတစ်ခါမှမစဉ်းစားမိတဲ့အရာဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်ပထမဦးဆုံး attachment ဖြစ်တဲ့အချိန်လေးပြောလို့မရဘူးလားပထမဦးဆုံးအဲ့ဒီဟာလေးကိုအဲ့ဒီအရာသာလေးကိုသိလိုက်တယ်အဲ့ဒီခံစားချက်လေးကိုသိလိုက်တဲ့အကောင်းဆုံးပဲဖြစ်ဖြစ်မကောင်းဆုံးပဲဖြစ်ဖြစ်ကိုယ့်ရဲ့တန်ဖိုးထားတဲ့သူတွေရှင်းကနေရလိုက်တဲ့အရာကခုန blessing ပြောလို့ဆိုတဲ့ချိန်မှဆိုရင်မမေ့နိုင်တဲ့အထဲမှာမရှိနေဘူးလားတကယ်ပဲမေ့လို့ရမယ်ဆိုရင်တကယ်ပဲမေ့ချင်လားရောစဉ်းစားရမယ်နော်ခုနကရှင်းသက်သမီးလေးရှင်းသက်ပြောသလိုပဲတကယ်ပဲလွယ်လွယ်လေးနဲ့လွတ်ချလို့ရခဲ့မယ်ဆိုရင်ရောတကယ်ပဲလွတ်ချချင်ပါလားဟာရှင်းသက်ဘယ်လိုထင်လဲသမီးသမီးအနေနဲ့ဆိုရင်ပေါ့နော်သမီးကခုနသမီးအဲ့လိုစိတ်ထဲမှာခုနေတဲ့ဟာကြီးကိုတကယ်လွတ်ချခြင်းနဲ့လွတ်ချလို့ရမယ်ဆိုလဲတကယ်လွတ်ချမိမှာပဲဘာလို့လဲဆိုတော့အစာပိုင်းတော့လွတ်မချနိုင်တာမှန်ပေမဲ့အခုနောက်ပိုင်းကကိုယ်တိုင်ကလွတ်ချခြင်းနဲ့ဒါပေမဲ့အဲ့လိုအကယ်လို့တကယ်လေအဲ့လိုလုံနိုင်ခဲ့မယ်ဆိုလဲတကယ်ဝမ်းသာမိမှာအဲ့ဒါကိုသမီးအကြိမ်ကြိမ်စဉ်းစားပြီးပြီပေါ့နော်ငါဒါကိုလွတ်ချရင်ရောငါစိတ်တကယ်ပေါ့ပါသွားမှာလားနောက်ဆက်တွဲတွေအနေနဲ့ရောဘာတွေဖြစ်လာနိုင်တာလဲဆိုပြီးတော့အချိန်ချင်းစဉ်းစားပြီးပါပြီပေါ့နော်စဉ်းစားပြီးတော့သမီးအဖြေကဘာထွက်လာလဲဆိုတော့သမီးဒါကိုလွှတ်ချလိုက်ရင်တေချာတာကတော့သမီးပို့ပြီးတော့စိတ်အေးချမ်းသွားမယ်စိတ်ပေါ့ပါသွားမယ်ကိုပြန်တွေ့သွားမယ်အကယ်လို့လွတ်မချဘူးဆိုရင်ဒီတန်တရားထဲမှာပဲတဝဲလက်လက်နဲ့ကိုပြန်ပြီးလောင်မြိုက်နေတယ်လို့မျိုးဖြစ်နေလိမ့်မယ်လို့တော့သမီးကခံစားမိတယ်ပေါ့နော်ဒါကတော့သမီးရဲ့ဒီ problem လေးအရာအဲ့လိုခံစားမိတာလည်းဖြစ်နိုင်တယ်ရှင်ဆိုတဲ့ခါကျတော့ခုနသမီးရှစ်ပိုင်းမှာပြောသွားသလိုပဲသမီးတကယ်လွတ်ချချင်ရင်လွတ်ချနိုင်ပါလေဟုတ်တယ်မလားဟုတ်ကဲ့ရှင်ဆိုတော့ကိုယ်တိုင်ကတကယ်မလွတ်ချချင်လို့တစ်ချိန်တည်းမှာအဲ့လိုလဲစဉ်းစားလို့မရတော့ဘူးလားဟုတ်စဉ်းစားလို့တော့ရတယ်ရှင်အဲ့ဒါကိုကျမတို့သတိရရမယ်နဲ့တူတယ်ငါတကယ်လွတ်ချချင်တယ်ဆိုရင်ဒါကိုလွတ်ချနိုင်တာငါပဲရှိတာပဲဘယ်သူမှကိုယ်လွတ်ချပါမလွတ်ချပါလို့ဘယ်သူမှကိုယ် control မလုပ်ထားဘူးလေဒါကိုယ့်ရဲ့တရားရာခိုင်တုံးကိုယ့်ရဲ့လက်ထဲမှာရှိတယ်ကိုယ်မှလောက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ငါမလွတ်ချနိုင်တာငါကိုယ်တိုင်ကဒါကြီးကိုဆွဲကင်ထားရတဲ့အရာသာအဲ့ဒီခံစားချက်ကိုပဲငါကအယမ်းမဲ့သဘောကျနေလားငါရဲ့မသိစိတ်တနေရာမှာအဲ့ဒါလေးကိုစဉ်းစားလိုက်တိုင်းအဲ့ဒီခံစားချက်ကြီးကိုငါပဲနှစ်သက်နေတာလားဆိုတဲ့အပိုင်းလေးတစ်ချက်စဉ်းစားစရာလိုမလားမသိဘူးเนาะဆိုတော့ Lawrence ကိုတစ်ချက်ကျမပြန်သွားချင်တယ် Lawrence အဆင်ပြေလား Lawrence line ကြောက်သွားလားမသိဘူးအော်ရှိသေးတယ် Lawrence ဟုတ်မေးလို့ရဆိုတော့ Lawrence ခုနပြောလိုက်တာ Lawrence ရဲ့စိတ်ထဲမှာလွတ်ချသွားပြီလို့ထင်တယ်လို့ Lawrence ကပြောလိုက်တယ်เนาะဟုတ်လားကျမခုနကြားလိုက်တာဟုတ်တယ်မေလီဒါပေမဲ့ဘယ်အချိန်တုန်းကပြန်ပြီးတော့ကိုယ့်ရဲ့အတွေးထဲမှာဝင်လာပြီးတော့ဟဲ့ငါလွတ်ချတယ်လို့ထင်တဲ့ဟာကြီးကငါမလွတ်ချပါလားဆိုတော့အဲ့ဒီအသိလေးဝင်လာတဲ့ချိန်ကဘယ်အချိန်လေးလဲမသိဘူး Lawrence သိခွင့်လေးရနိုင်မလားဘယ်ချိန်လေးလဲဆိုတော့ဟိုထပ်တူအတွေ့အကြုံလို့ပဲပြောရမလားအဲ့ဒါပြန်ပေါ်လာတဲ့အချိန်သမုံနဲ့ပြန်မြင်ရတဲ့အချိန်
တခြားဖြစ်ပျက်ဘေးပတ်ဝန်းကျင်ကနေမြင်ရတဲ့အချိန်မျိုးလည်းဖြစ်နေတယ်။နောက်တကူးတကစဉ်းစားတဲ့အချိန်ဆိုရင်တော့ရှိသေးတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော် Okay ခုသားပြောတော့တာနှမျိုးထွက်လာတယ်တကူးတကစဉ်းစားတဲ့အချိန်ဆိုတော့သားကခုနကတော့တစ်ချက်ပြောတော့လွတ်ချလိုက်ပြီလို့ထင်တဲ့အရာကိုတကူးတကစဉ်းစားတဲ့အချိန်ကရှိသလိုသူ့ရဲ့ trigger တိုက်ဆိုင်မှုလေးတွေနဲ့ကြုံလာတဲ့အခါမှာပြန်ပြီးတော့အဲ့ဒီခံစားချက်ကြီးကိုအဲ့ဒီအချိန်ကြီးကိုပြန်ရောက်သွားသလိုလို့သားခုနနှမျိုးလောက်ပြောသွားတယ်လို့ကျွန်မနားလည်လိုက်တယ်ပါ ဟုတ်တယ်ဗျဟုတ် အဲ့ဒီနှမျိုးထဲမှာခံစားရအခက်ဆုံးကဘယ်တစ်ခုလို့ပြောလို့ရမလဲ အဲ့နှစ်ခုနိုင်ရှင်တော့တကူးတကစဉ်းစားတဲ့ချိန်ကတိတ်တော့မခံစားရဘူးလို့ပြောလို့ရတယ်ဒါကဟိုအခုဆွေးနွေးနေတယ်လို့မျိုးပေါ့အော်ငါစီမှာဗာများရှိသေးတယ်ဆိုပြီးတော့စဉ်းစားတာအရင်တော့မပြင်းထန်တယ်လို့တော့ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအရင်ကကြုံခဲ့မှုတဲ့အတွေ့အကြုံကတခါပြန်ပြီးတော့ရောက်လာတယ်ဆိုရင်တော့အဲ့ဒီအချိန်ကအော်ငါဟိုအရင်တော့လည်းဒီလိုပဲကြုံခဲ့ရတဲ့လူပါလားဆိုတဲ့ဟာဆိုတော့အဲ့တရားကိုပို့ပြီးတော့မကြည်မချမ်းပို့ပြန်ဖြစ်သွားတာပေါ့နော်သူကိစ္စပြီးသွားတာကြားပြီပေါ့နော်ဒါပေမဲ့အခုဒီကိစ္စနဲ့ပြန်လာပေါင်းတော့သူ့ပပမကြည်မချမ်းပြန်ပြီးတော့ဖြစ်ရတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်ဆိုတော့ထပ်ပို့ပြီးတော့ထပ်တူတဲ့အတွေ့အကြုံပြန်ကြုံတဲ့အချိန်ကတော့ပို့ပြီးတော့emotion များမယ်လို့တော့မြင်ပါတယ်ဟုတ်ခံစားရတယ်ပေါ့နော် ဟုတ်ကျေးဇူးအများကြီးတင်တယ်ဆိုတော့တာခုနပြောလိုက်တာတကူးတကလို့ပြောလိုက်တယ်နော်တကူးတကကိုကဒါကိုတွေးလိုက်တဲ့ခါမှာပို့ပြီးတော့ပီတိအရသာလေးကပိုကောင်းတယ်လို့ပြောလို့ရမယ်နဲ့သူနော်အဲ့ခံစားချက်လေးကပို့ပြီးတော့အတိတ်ပဲပို့ရှိသလိုပဲနော်ဘာလို့လဲဆိုတော့တာတကူးတကတွေးလိုက်တာလေတကူးတကတွေးတဲ့အထဲမှာတာတွေးချင်တဲ့အပိုင်းကိုတာရွေးပြီးတော့တွေးလိုက်တာလေအဲ့လိုပြောလို့မရဘူးလားတာ ဟုတ်တယ်ရွေးပြီးတွေးလိုက်တာ ရွေးပြီးတွေးလိုက်တဲ့အတွက်ကြောင့်ကျဉ်တ်စရာလေးတွေကိုရွေးလိုက်တယ်မလားပီတိဖြစ်စရာလေးတွေဒါပေမဲ့တကူးတကမတွေးတဲ့အချိန်တိုက်ဆိုင်မှုလေးတွေကြုံတဲ့အခါမှာအဲ့ဒီအချိန်မှာကြတော့ကိုရွေးတာမဟုတ်ပဲနဲ့အဲ့ဒီတိုက်ဆိုင်မှုလေးတွေကလည်းများသောအားဖြင့်တကူးတကရွေးထားတဲ့အရာသာမျိုးမဖြစ်နိုင်ဘူးလေအဲ့ဒီတိုက်ဆိုင်တဲ့အရာလေးတွေကလည်းဟိုဘယ်လိုပြောမလဲကိုပို့ပြီးတော့မပျော်စေတဲ့အပိုင်းလေးတွေကပို့ပြီးတော့မတိုက်ဆိုင်ဘူးလားဘယ်လိုသဘောရကြလဲဒီစိတ်ထဲမှာခံစားရပြီဆိုကြတဲ့ကဟို negative ကိုပို့ပြီးတော့မြင်တယ်လို့ပြောလို့ရတယ်အဲ့ဒီအချိန်ကအခုဟိုလောလောဆယ်ဒီကစဉ်းစားတဲ့အချိန်ကျတော့မမေ့ဘူးဆိုတာတော့ဟုတ်ပြီမဲ့ကိုအဲ့ဒီကနေတော့ထွက်လာနိုင်ခဲ့တာပဲဆိုတော့ emotion လေးတွေနဲ့အကောင်းတဲ့အပိုင်းလေးတွေနဲ့ထပ်တွဲပြီးတော့တွေးနိုင်တယ်လို့တော့ဟိုသိရတယ်ပေါ့နော်ဆိုတော့တွဲပြီးတော့တွေးတဲ့အခါမှာဆိုခံစားလို့ပိုကောင်းတယ်ဟို negative နဲ့ပေါင်းပြီးတော့ဂျုံရတဲ့အချိန်ကျတော့ဒါခံစားလို့မကောင်းတော့ဘူးပေါ့နော်အဲ့လိုလေးဖြစ်တယ်ပေါ့နော်ကျေးဇူးများတင်တယ် Lawrence အရေးကြီးတဲ့ point ဘာကြောင့်လဲသိလား conscious Lawrence သူအရင် conscious ဖြစ်တဲ့အချိန်မှာသူတကူးတကသူတွေးချင်တဲ့အရာကိုသူ့ရဲ့ awareness เนาะသူ့ရဲ့အသိတရားအပြည့်အဝဝင်တဲ့အတွက်ကြောင့်သူ့ကိုเนาะဟိုဘယ်လိုပြောမလဲ one net စင်မဲ့အရာကို तू ကတကူးတကကြီးတွေးနေတာမဟုတ်ပဲနဲ့သူ့အတွက်ပို့ပြီးတော့ပီတိဖြစ်မဲ့အရာတွေเนาะဘာဖြစ်လို့လဲသူရှိမှ conscious အပြည့်အဝရှိနေတာလေအဲ့လိုနားလည်လို့ရမယ်နဲ့တူတယ်ဒါပေမဲ့ခုနတပိုင်းမှာကြတော့လေတကူးတကတွေးတာမဟုတ်ပဲနဲ့တိုက်ဆိုင်မှုတစ်ခုခုနဲ့ကြုံလာတဲ့ခါကြတော့เนาะကိုတွေးလဲမတွေးဘူးကွာပြုံးနေဒိုင်းကနေဒီတိုက်ဆိုင်မှုတွေဖြစ်လာတဲ့ခါကြတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာချက်ချင်းကြီးဘာဖြစ်သွားလဲအော့ဆိုတဲ့ခံစားချက်เนาะမအီမတာဖြစ်တဲ့ခံစားချက်ကြီးကကို control လို့ရနေတဲ့အချိန်လဲမဟုတ်လားဘူးကိုလည်းအဲ့ဒီအပေါ်မှာ conscious ရှိနေတဲ့အချိန်လဲမဟုတ်ပဲနဲ့တိုက်ဆိုင်မှုဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်မှာပို့ပြီးတော့နာကျင်ရတယ်လို့ပြောလို့ရမယ်နဲ့တူတယ်နော် blessing ရောဘယ်လိုသဘောရလဲမသိဘူးအဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့
အဲ့ဒီပိုင်းနဲ့ပတ်သက်လို့ရှရင်ဘာတစ်ခုသွားစဉ်းစားမိလဲပေါ့နော်ခုနကဘာတစ်ခုသွားစဉ်းစားမိလဲဆိုတော့ Lawrence ရောရှင်လဲလေရောဘာတစ်ခုသွားစဉ်းစားမိလဲဆိုတော့ဘာဖြစ်လို့လူတွေကနာကျင်ရတဲ့အရာတွေပိုပြီးတတိယကြတာလဲနာကျင်ရတဲ့အရာတွေပိုပြီးတတိယတက်ကြတယ်လေနော်အဲ့ဒီအရာကပိုပြီးမှစိတ်ထဲမှာအကြာကြီးပိုရှိနေခုနက Lawrence ပြောသွားတဲ့ဟာဆိုလို့ရှရင်တကူးတကသွေးယူတဲ့အရာနဲ့တိုက်ဆိုင်လာတဲ့အရာတွေကတိုက်ဆိုင်တဲ့အရာပိုပြီးမှနာကျင်စေတာဟုတ်တယ်ဒါပေမဲ့တိုက်ဆိုင်လာတဲ့အရာတွေထဲမှာလူတွေကနာကျင်တဲ့အရာပဲပိုပြီးမှစိတ်ထဲမှာအကြာကြီးရှိနေတတ်ကြတယ်လေနော်ခုနရှင်ပြောတဲ့ဟာလည်းအဲ့လိုမျိုးပဲဆိုတော့ဘာဖြစ်လို့လဲပေါ့နော်ဘာဖြစ်လို့နာကျင်တဲ့အရာကိုပဲပိုပြီးမှတ်မိကြတာလဲဘာဖြစ်လို့နာကျင်တဲ့အရာကပဲစိတ်ထဲမှာအတွေးထဲမှာအုံနောက်ထဲမှာအဲ့အရာမမိပြီးမှတခုခုတိုက်ဆိုင်လာရင်တော့မှနာကျင်တဲ့အရာတွေပဲသွားပြီးမှသွားစဉ်းစားမယ်ခုန Lawrence ပြောတယ်လို့ဆိုရှင် तू တခုတက तू တွေးတဲ့အခါမှာဆိုတော့ကောင်းတဲ့အရာလေး तू သွားတွေးတာဖြစ်နိုင်တယ်ဒါပေမဲ့ရုပ်တရက်သွားတွေးလိုက်တဲ့အခါမှာဆိုကောင်းတာမကောင်းတာမခွဲခြားနိုင်တဲ့အခါမှာအုံနောက်က automatic ပေါ့နော်သွားပြီးမှနာကျင်ရတဲ့အရာကိုအုံနောက်ကတွေးလိုက်တဲ့အချိန်မှာဒီမဲ့ထမှာတစ်ခါခံစားလိုက်ရတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒီမှာမိခွန်းတစ်ခုကဘာထက်ထွက်လာလဲဆိုတော့မမေ့နိုင်တာလားခွင့်မလွတ်နိုင်တာလားဆိုတဲ့ဟာပေါ့နော်ဘာကြောင့်မလို့လဲဘာကြောင့်မလို့ဒီအရာတွေပြန်ပြီးမှဆွဲလန်းတာလားဒါမှမဟုတ်လို့ရှိရင်ဆွဲလန်းတာလားအဲ့ဒီအပိုင်းကိုပဲပြန်ရောက်သွားလိမ့်မယ်ဆွဲလန်းတာလားဒီနာကျင်ရတဲ့အရာကိုအဲ့ဒါကြတော့ဘယ်လိုမျိုးပြပြချင်လဲဒီ ခုနသမီးပြောလိုက်တဲ့ခါကျတော့ဘာဖြစ်လို့လူတွေကနာကျင်တဲ့အရာကိုပဲတတိရတာနာလို့လေဟုတ်တယ်မလားအဲ့ဒီနာလို့တတိရတာနောက်အဲ့နာတဲ့အနာကြီးကဘာဖြစ်နေလဲမိနိုင်တာမမိနိုင်တာခဏထားလိုက်အောင်နာတဲ့အတွက်ကြောင့်ဗမာစကားပုံရှိတယ်လေအနာမှာဒုတ်ကြရင်နာတယ်တဲ့အဲ့ဒီအနာကြီးကရှိနေတာလေနာနေတာလေကြာလာတဲ့ခါကျတော့6ဝင်6သွားလိမ့်မယ်တို့တော့အဲ့ဒီအမာရွတ်ကြီးအဲ့ဒီအနာကြီးကရှိနေတာလေအရန်နာကျင်ခဲ့တဲ့ခါကျတော့တော့မပြောက်သွားဘူးလေအမာရွတ်တောင်ကြံသေးတာပဲကျမတို့ရဲ့အရေးကွန်မှာဆိုရင်အဲ့လိုဆိုရင်ကျမတို့ရဲ့နှလုံးသားမှာအရန်နာတဲ့အရာမတွေ့နိုင်တဲ့အရာလည်းဖြစ်တဲ့အတွက်ကြောင့်ဘလို့အခြေအနေရှိလဲဆိုတာကျမတို့ဘယ်လောက်ထိသိနိုင်မမေ့နိုင်တာလားမခွင့်လွတ်နိုင်တာလားဆိုတာ blessing ခုနတစ်ချက်ပြောလိုက်တယ်ကျမထင်တာကြတော့မခွင့်လွတ်တာဆိုတာထက်မမေ့နိုင်တာရောပုံမဖြစ်နိုင်ဘူးလားကိုယ့်ရဲ့အသိစိတ်မှာတော့ကိုကခွင့်လွတ်ထားတယ်နားလဲပေးတယ်လက်ခံပေးတယ်တေချာလေးစဉ်းစားကြည့်ရအောင်အဲ့ဒီအရာတွေကိုကျမတို့ကတကယ်ပဲမေ့ပြစ်လိုက်မယ်ဆိုရင်ရောကျမတို့ရဲ့ဘဝမှာရှင်သန်တဲ့ဘဝရအရင်စိတ်ဝင်စားစရာကောင်းပါမလားခုနောက်တော့ကျမပြောတဲ့ sign မှာလေအသက်ကြီးတဲ့ခါကျရင်လူတွေအရင်မေ့သွားကြတယ်မလားဘာလို့မှသတိမရတော့အဲ့လိုလေးဖြစ်ချင်တာလားရှင်အဲ့လိုအထိစဉ်းစားမိဘူးလားခုနကျမပြောသလိုပဲအသက်ကြီးတဲ့ခါမှာတို့လုံးဝမေ့သွားပြီသားသမီးမှလည်းမသိဘူးဘယ်သူမှမသိတော့အဲ့လိုပုံစံလေးနဲ့မေ့ချင်တာလားသမီးအဲ့လိုမျိုးတော့သမီးကမမေ့ချင်ဘူးရှင်အဓိကဘာလဲဆိုတော့အဲ့ရခဲ့တဲ့သင်ခန်းစာတွေလည်းရှိတော့လေအဲ့ဒီသင်ခန်းစာတွေကိုလည်းအဲ့လိုမမေ့ချင်ဘူးပေါ့နော်ငါဒီလိုမျိုးဖြစ်ခဲ့ဘူးတာပဲဆိုရဲစိတ်ကလည်းအမြဲတမ်းရှိနေမယ်လို့တော့သမီးကထင်မိတယ်ရှင်အမှန်ပဲငါသမီးခုနအဖွားတွေလို့အဖိုးတွေလို့လုံးဝမေ့သွားမယ်ဆိုရင်ကျမတို့ရဲ့ဘဝကတိုးတက်မဲ့အခြေအနေပုံမနှဲသွားနိုင်ဘူးလားကျမတို့ကအဲ့ဒီနာကျင်တဲ့အရာလေးကိုနာကျင်ခဲ့တဲ့ဒဏ်ရာလေးကိုမမေ့နိုင်တဲ့အတွက်ကြောင့်အဲ့ဒီဒဏ်ရာကြောင့်ကျမတို့ရဲ့ဘဝကိုပို့ပြီးတော့အရှိကိုရောက်စေချင်လားကျမတို့ရဲ့ဘဝကိုပို့ပြီးတော့အောက်ကျစေချင်တာလားဆိုတာဒါကိုယ့်ရဲ့လက်ထဲမှာအပြည့်အဝရှိတယ်လीနော်တကယ်လို့သာလုံးမိသွားမယ်ဆိုရင်ဘယ်လိုဖြစ်မလဲလုံးမမေ့နိုင်တဲ့အတွက်ကြောင့်ခုနသမီးတစ်ချက်ပြောလိုက်တယ်မမေ့နိုင်တဲ့အတွက်ကြောင့်သမီးရဲ့โอเคအကောင့်ဘက်ကိုစဉ်းစားမယ်ဆိုငါသူ့ထက်ပိုတာချင်တဲ့စိတ်မရှိဘူးလားငါအိမ်ထောင်ကြတဲ့နောက်မှာဒီထက်ကောင်းတဲ့ယောက်ျားအစမတန်သူ့ထက်ငါ့ကိုချစ်တဲ့ယောက်ျား
နော်အစမတန်သူထက်အရေးချင်းရှိတဲ့သူဖြစ်ကိုဖြစ်ရမယ်ဆိုတော့ရီမန်းချက်တွေပို့ပြီးတော့သူနဲ့ရှိနေတဲ့အချိန်မှာထက်ရီမန်းချက်တွေပို့ပြီးတော့အပေါ်မသွားဘူးလား ဟုတ်သွားတယ်ရှင်အဲ့လိုကိုယ့်ရဲ့ standard ကပုံမြင့်သွားသလိုမျိုးခံစားရတယ်ပေါ့နော်ဟုတ် ဆိုတော့သူ့ကိုမုန်းစရာလို့လားသူ့ကိုစိတ်နာစရာလို့လားကျမတို့တစ်ချိန်ထဲမှာစဉ်းစားရမယ်နော်ပို့ပြီးတော့ကျေးဇူးတင်စရာမလိုတော့ဘူးလားသူ့ကြောင့်နဲ့ငါရဲ့အသွေးခေါ်တွေကပြောင်းလဲသွားတယ်ဒီထက်အမြင့်ကိုငါပိုစဉ်းစားဖြစ်တယ်ဆိုတဲ့အပိုင်းလေးကိုအဲ့ဒီအပိုင်းနဲ့ကျမတို့စဉ်းစားမယ်ဆိုရင်ရောအဲ့လိုကျမတို့ကစဉ်းစားလိုက်တဲ့အတွက်ကြောင့် forgive ကိုတကူတကလောက်ဆရာလို့မလားလို့အဲ့ဒါကျမစဉ်းစားမိတယ်သူ့ကြောင့်နဲ့ငါဒီလိုခွင့်ရရခဲ့တာလေသူနဲ့သာငါမတွေ့ခဲ့ဘူးဆိုရင်ငါဒီလိုစဉ်းစားဖြစ်ပါမလားအဲ့ဒါကြောင့်စကားပုံတစ်ခုရှိတယ်မလားဘဝမှာတဲ့ကျမတို့လူတွေအများကြီးတွေ့ရလိမ့်မယ်တဲ့တချို့လူတွေကြတော့ကိုယ်သင်ခန်းစာပေးသွားတယ်ဆိုတဲ့စကားပုံတစ်ခုရှိတယ်ကျမပြန်ပြီးတော့ recall မလုပ်နိုင်ခုချက်ချင်းဒါပေမဲ့အဲ့ဒီစကားလုံးလေးကျမရှိမှဝင်လာတယ်ဆိုတော့ Lawrence အနေနဲ့အဲ့ဒီအတွေ့အကြုံကြောင့် Lawrence ဘဝမှာပို့ပြီးတော့ရှုံးသွားခဲ့လားရှုံးလားပို့ပြီးတော့ကောင်းတဲ့လမ်းကြောင်းတစ်ခုပို့ရောက်သွားလား Lawrence အခုတေချာလေးပြန်စဉ်းစားကြည့်မယ်ဆိုရင်ဟုတ်ကဲ့မင်းဆိုတော့ဒီဆုံးရှုံးသွားလားဆိုတော့ကိုယ့်အတွက်ဆိုရင်ပြန်ပြီးတော့ခဏအမေလည်းပြန်ပြီးတော့ပြောပြတဲ့ခါကျတော့ခဏအထူးဖြစ်လူပေါ့နော်တချို့လူတွေကသင်ခန်းစာပေးဖို့တချို့လူကကိုယ်မြင့်တင်ပေးဖို့တချို့လူတွေကကိုယ်လမ်းပြပေးဖို့ဆက်သဖြင့်ပေါ့ဆိုတော့ဒီလိုမျိုးစဉ်းစားရင်တော့မိစရာမလိုဘူးလို့တော့ပြန်တွေးမိတယ်ပေါ့နော်ဆိုတော့မိစရာမလိုဘူးအဲ့ဒီမမိတဲ့အကြောင်းအရာကိုကျွန်တော်တို့ကဟိုကောင်းတဲ့အရာအနေနဲ့ပြန်ပြောင်းရမယ်ဆိုတဲ့ဟာပေါ့ဆိုတော့မပြောင်းနိုင်ဘူးဆိုရင်တော့ဒါမိတာလည်းမဟုတ်ဘူးခွင့်လွတ်တာလည်းမဟုတ်တော့ဘဲနဲ့ဖြစ်နေကြံနေခက်လိုက်နေဆိုတဲ့ဟာပေါ့ဒါပေမဲ့သူကိုယ်တစ္ဆာဖောက်သွားတယ်ကိုညာသွားတယ်ပေါ့နော်ဩဒါဆိုဒီလင်ညာချင်းရဲ့ခံစားချက်ကဒီလိုပါလားကိုလက်ခံလိုက်တယ်ဆိုတော့ကိုယ်တိုင်ကရောဒီလိုမျိုးတခြားသူကိုပြန်ပြီးတော့လင်ညာမှာလားမဟုတ်ဘဲနဲ့ကိုကလည်းတခြားလူပဲလင်ညာတက်နေတဲ့လူများဖြစ်နေမလားအခုကိုပြန်မမြင်ချင်လို့အဲ့ဒီဟာကိုလက်မခံတာလားခဏကဟော blessing ပေါ့နော်ပြန်ထောက်ပြတဲ့ဟာလေးတွေတွေးမိတယ်ဆိုတော့ကိုတိုင်ဟောအဲ့ဒီလူအဲ့ဒီဟို from ဒီအပြစ်လောက်ထားတဲ့အဲ့ဒီအပြစ်လောက်ထားတဲ့သူဖြစ်နေတော့ကိုမမြင်ချင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်မလားဆိုတဲ့ဟာလေးတွေးမိတယ်ဆိုတော့အတွေ့အကြုံရပြောရရင်တော့နိနာသွားတယ်ဆိုတာထက်ကောင်းသွားတာကပို့ပြီးတော့များတယ်ကျွန်တော်အနေနဲ့လေဟုတ်ဆိုကျွန်တော်ရှင်သန်နေတဲ့ပုံစံကကျေးဇူးတင်တဲ့စိတ်နဲ့သွားတာတော့ပုံများတယ်အရာတိုင်းတော့မလုပ်နိုင်ဘူးပေါ့နော်မြေဒါပေမဲ့ကိစ္စတော်တော်များများတော့ဖြစ်သွားပြီပဲပြန်လုပ်လို့မှမရတာဒီကနေဒါဒီလိုရသွားတယ်လို့ပဲခံယူလိုက်မယ်ဆိုပြီးတော့ဒီ thankful ပေါ့နော်ဒါကျေးဇူးတင်တဲ့စိတ်နဲ့ပဲထားလိုက်တယ်ဆိုတော့မကောင်းတာထက်ကောင်းတာတော့ရလာပုံများတယ်လို့တော့ခံစားနေတယ်လက်ရှိအထိပေါ့နော်ဆိုတော့အခါတတပြောသွားတာအရန်ရေးကြည့်တဲ့ point တစ်ခုရှိရနော်တတိထားမိလားမသိငါ့ကိုလိန်ညာသွားတယ်ဟုတ်တယ်ဟုတ်ငါကအလိန်ညာခံငါကိုလိန်ညာသွားနိုင်လောက်အောင်ငါအရန်လိန်ညာစရာကောင်းတဲ့လူတယောက်လားဆိုတော့မေးခွန်းပြန်စဉ်းစားစရာမလိုဘူးလားငါကဘလို့အခြေအနေရှိနေတဲ့အတွက်ကြောင့်သူ့ရဲ့ဒီလိန်ညာမှုကိုငါကဘာလို့ခံခဲ့ရတာလဲအဲ့ဒီအပေါ်ကနေရောငါဘာသင်ခန်းစာယူလို့ရမလဲသူကငါ့ကိုလိန်ညာနိုင်အောင်ငါဖက်ကနေပြီးတော့ငါဘလို့အခွင့်အရေးသွားပေးမိလိုက်တာလဲလက်စင်ပြောပါအောင်လက်စင်စဉ်းစားနေတယ်
ခလေးဆိုင်ပေါ့နော်ညတော့အဖြစ်ကကိုရိုင်းကတကားဖွင့်ပေးလိုက်တာများတယ်ပေါ့နော်ကိုဘက်ကနေကကိုကခွင့်ပြုလိုက်တာကိုခွင့်မပြုလို့ရှိရင်ဘသူကကိုပါလို့ရမှာလဲကိုလက်မခံလို့ရှိရင်ရောဘသူကကိုပါပြောလို့ရမှာလဲဒါပေမဲ့ကိုရိုင်းကခွင့်ပြုတဲ့လူဖြစ်နေတဲ့အခါမှာအဲ့ဒီຢာတွေဝင်လာလို့ရတယ်ပဲခုနပြောသလိုလိန်ညာတယ်ဆိုတာလေကိုရိုင်းခွင့်ပြုလို့လေနော်အကယ်၍လိန်နာညာတယ်တကယ်တော့လေနော်ခုန Lawrence ပြောသလိုလိန်ညာတယ်လို့ပြောတဲ့အခါမှာလူတွေကကိုလိန်ညာတဲ့အခါမှာအ ਨੇ ဆုံးတော့တိကြတယ်အ ਨੇ နဲ့အများနဲ့နည်းနည်းလေးနောက်ကြတာနဲ့နည်းနည်းလေးစောသွားတာနဲ့ပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တိကြပါတယ်ပြန်ပြီးတိကြတဲ့အခါမှာကိုကအဲ့အရာကိုကိုရိုင်းကလက်ခံထားတဲ့လူဖြစ်လို့ရှိရင်နည်းနည်းလေးလိန်လို့ရလို့ရှိရင်နည်းနည်းလေးပြန်တိုးလိုက်တယ်နည်းနည်းလေးတိုးလိန်လို့ရှိရင်နည်းနည်းလေးပြန်တိုးလိုက်တယ်အဲ့ဒီနည်းနည်းလေးတွေကစုလိုက်တဲ့အခါမှာအဲ့ဒီနည်းနည်းကြီးကအများကြီးဖြစ်သွားတဲ့အခါမှာမှ तू ကငါ့ကိုလိန်ပါလားမဟုတ်တော့အဲ့ချိန်မှာမဟုတ်တော့ तू ကလိန်ခက်ပြီးသွားပြီကိုကနင်ကငါ့ကိုလိန်တယ်လို့ပြောတဲ့အခါမှာတကယ်နင်ကငါ့ကိုလိန်ခက်ပြီးသွားပြီတစ်ခါမဟုတ်တော့နှစ်ခါမဟုတ်တော့ဘူးနော်ဆိုတော့အဲ့ဒီနေရာမှာဘာနဲ့ပြန်သွားစဉ်းစားမယ်ဆိုတော့ခွင့်ပြုတဲ့လူကကိုရိုင်းနေနော် boundary မခတ်နေရလို့ကိုရိုင်းဆိုတဲ့ဟာအဲ့ဒီဟာတော့မြင်မိရပေါ့နော်ဆိုတော့ Lawrence ဒါပေမဲ့ခုန Lawrence ရဲ့စိတ်တစ်ခုလေးအရင်သဘောကျတယ်ကိုမမတက်နိုင်တော့တာပေါ့နော်ကိုမမတက်နိုင်တော့တာဆိုတော့ဘာတင်ယူလို့ရသွားလဲဂျေစုတင်နေဆိုတဲ့ဟာသူပြောရတယ်အဲ့ဂျေစုတင်နေဆိုတဲ့ဟာအဲ့ဒီဟာနဲ့ပဲကိုကပြန်ပြီးမှသူရှေ့ဆက်သွားတယ်ဒါပေမဲ့ Lawrence ကိုတစ်ခုပြန်မေးချင်တယ်ပေါ့နော်လိမ်မန်းညာမန်းတိသွားတဲ့အခါမှာအဲ့ဒီအရာအဆုံးတက်လိုက်ရလို့က Lawrence ကိုတိုင်မယ်မဟုတ်လား အမှန်ပဲပေါ့ကိုကအဆုံးမတတ်ရင်တော့မပြီးဘူးလေဒီဇက်လန်ကဆိုတော့ကိုပဲအဆုံးတတ်လိုက်တယ် lesson learn တွေယူလိုက်တယ်ကိုဘဝကိုဒါနောက်တစ်ခါဒီလိုထပ်မဖြစ်အောင်ဆိုရင်တော့ဘယ်လိုလေးသွားရင်ကောင်းမလဲဆိုတော့next plan ပေါ့နော်ဒီလိုမျိုး future ကိုပဲပို့ပြီးတော့မြင်လိုက်မယ်ဆိုရင်အနောက်ဟာပို့ပြီးတော့ဟိုခွင့်လို့ဖို့ပိုလွယ်တယ်လို့တော့လည်းမြင်တယ်ပေါ့နော် ကျေးဇူးတင်တယ် Blessing နဲ့ Lawrence နဲ့ပြောသွားတဲ့အထဲမှာကျွန်မအတွေးအသစ်လေးတစ်ခုဝင်လာတယ်လူတယောက်ကကိုယ့်ရှန်နေထွက်ခွာသွားတယ်ဆိုတာသူ့မှာလဲသူ့ရဲ့လိုအပ်ချက်တစ်ခုကိုမရနိုင်လို့မဖြစ်နိုင်ဘူးလားသူကလည်းအေးစစ်စစ်ထွက်မခွာသွားပဲနဲ့လိန်ညာပြီးတော့ထွက်ခွာရချင်းကရောအကြောင်းတစ်ခုမရှိနိုင်တော့ဘူးလားသူလိုချင်တဲ့အရာကိုရှင်မှာမရှိဘူးကိုလည်းမလုပ်ပေးနိုင်တဲ့သူတယောက်ရောမဖြစ်နိုင်တော့ဘူးလားဒါတော့ relationship ပေါ့နော်ခုလူငယ်တွေနဲ့ကျမတို့ပြောနေတဲ့ခါကျတော့ relationship ပိုင်းမှာကျမတို့အများရောက်နေတယ်ဒါပေမဲ့မိဘနဲ့သားသမီးကြားမှာတော့တူချင်မှတူလိုက်မယ်ဆိုတော့ဒီမှာရှိတဲ့ပရိသတ်တွေဒီညအများကြီးလာကြတယ်ကျေးဇူးတင်တယ်ဆိုတဲ့ခါကျတော့တခြားသူတွေရောဘာတွေများထည့်ပြီးတော့ဖြစ်စွပေးခြင်းသေးလဲ live မှာကြည့်နေတဲ့သူတယောက်ချင်းစီလဲ Zoom ထဲဝင်လာလို့လည်းရတယ်တကယ်လို့ကိုဆွေးနွေးချင်တယ်ဆိုရင်အားလုံးကိုဖိတ်ခေါ်ပါတယ်လို့ဟုတ်တယောက်ယောက်တစ်ခုထည့်ပေးချင်တာများရှိပါလား တခုပြောလို့ရမလား ရပါတယ်သမီးလေး ခုနကတော့ပြောနေရတယ်တော့အရင်ကျေးဇူးတင်တယ်အများကြီးလဲမသားရတယ်နောက်တစ်ခု point လေးပေါ့နော်ကိုစဉ်းစားမိရလေးတစ်ခုကဘလို့အချင်းနေမှာဘလို့ပြောမလဲ forgive ဖြစ်ဖို့လွယ်ကူလဲပေါ့နော်ခုနကတော့လိုမျိုးblessing ပြောပြတဲ့ပုံမြင်လေးရဆိုလို့ရှိရင်လေတခုတယောက်ကကိုယ်ကိုကျူးလွန်ပြီဆိုပါတော့နော်ဒီတယောက်ကကိုယ်ဖောက်ပြားသွားတယ်အဲ့လိုမျိုးအခြေအနေတွေကရှိတာပဲလေလူမှာအရင်တားဆီးလို့မရဘူးဘာလို့ boundary ရဲလို့သူကဖျောက်ဖျက်တဲ့အရာမျိုးကြတော့ကိုယ့်ဘက်ကဘယ်လောက်ထိတားနိုင်မလဲဆိုတာမျိုးလည်းရှိရပါတော့အဲ့လိုမျိုးကိုဘယ်လိုပြောမလဲအဲ့လိုမျိုးအခြေအနေကလူတွေမှာကြုံကိုတကွေးမှာတကွေးကြုံလာရတဲ့အခြေအနေမျိုးတွေရှိတယ်လို့ဟိုခံယူရဲပေါ့နော်စူဇန်ဆိုလို့ရှိရင်လည်းဥပမာစူဇန်ရဲ့အခြေအနေနဲ့ X နဲ့ဖြစ်ခဲ့တဲ့အရာဆိုလို့ရှိရင်ဘယ်လိုပြောမလဲ
ဘလို့အချင်းဒီမျိုးမှာကိုကသူ့ကိုခွင့်လွှတ်သွားနိုင်လဲဆိုတော့ကိုဘက်ကနေအစွန်းကုန်ကိုအကောင်းဆုံးလုပ်ခဲ့လိုက်ပြီဆိုရင်ခွင့်လွှတ်နိုင်တယ်ဒါပေမဲ့ဟိုခွင့်လွှတ်နိုင်တယ်ဆိုတော့အော်ဒါငါအကုန်လုံးလုပ်ခဲ့ပြီးပြီငါဘက်ကအကုန်ကုန်ပြီဆိုတဲ့အချိန်မှာဘာမှထပ်မလုပ်နိုင်တော့ဘူးလေအဲ့လိုအချိန်ဒီမျိုးမှာခွင့်လွှတ်ရတာအရင်လွယ်တယ်လို့ထင်တယ်ဟိုလွယ်သွားစေတဲ့အချက်လက်တစ်ခုတည်းကလို့ပြောလို့ရမှာမသိဘူးပေါ့နော်ဟိုဟာဖြစ်လို့တော့မဟုတ်ဘူးဒါပေမဲ့ဟို ဒါပေမဲ့အဲ့လိုမျိုးမလုပ်ခဲ့တဲ့လူတွေကကြတော့လေနှစ်ပေါင်းများစွာကြာလဲတနှုံလုံးနဲ့ငါကောင်းကောင်းမလုပ်ခဲ့ပါလားငါမကောင်းခဲ့တာငါမကောင်းခဲ့တဲ့အပိုင်းတွေလည်းပါတယ်လေငါဒီလိုမျိုးပြင်ဆင်ခဲ့လိုက်လို့ရှိရင်ငါတို့ရဲ့ relationship ကိုပြန်လည်မြဲတည်ဆောက်နိုင်မလားမသိဘူးဟိုငါမလုပ်ခဲ့တဲ့အရာတွေဆိုတော့တနှုံလုံးတွေးပြီးရင်လေတနေ့ဒါမျိုးတွေးလိုက်နောက်ရက်ကြလို့ရှိရင်မဟုတ်ဘူး तू မကောင်းတာလွန်ဆွဲတာပေါ့နော်အဲ့လိုမျိုးလွန်ဆွဲတဲ့ဟိုဘယ်လိုပြောမလဲ feeling ကြီးတွေကနှစ်ပေါင်းများစွာကျန်နေမယ်လို့ထင်တယ်ကိုကကြတော့ငါအကောင်းဆုံးလုပ်ခဲ့တယ်ငါဒါဒီလောက်ထိအကုန်လုံးအဆုံးကုန်ငါအကောင်းဆုံးလုပ်ခဲ့ပြီးဆိုတဲ့အချိန်ဒီမျိုးမဟုတ်ရင်တော့မပေါ့နော်ဘယ်လိုပြောမလဲငါသူ့ကိုခွင့်မလွတ်နိုင်ဘူးငါမုန်းတယ်ဆိုတဲ့ဟာမျိုးထက်ကျော်လွန်သွားနိုင်တယ်လို့ဟိုထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်ရှင်ဟုတ် အရင်ရေးကြည့်တဲ့ point စူဇန်ကျေးဇူးအများကြီးတင်တယ်တကယ်တမ်းတော့နောက်ဆုံးကြတော့သူ့ကိုခွင့်မလွတ်နိုင်ဘူးဆိုတာထက်ကိုခွင့်မလွတ်နိုင်တဲ့အပိုင်းပုံမများဘူးလားလို့ခုနစူဇန်ပြောသလိုပဲကိုဖက်ကနေတကယ်ပဲကိုအကောင်းဆုံးထဲကအကောင်းဆုံးလုပ်ပြီးနေရက်သားနဲ့ကိုလိန်ညာသွားတယ်ကိုထားခဲ့သွားတဲ့ခါမှာအဲ့ဒီနာကျင်တဲ့ခံစားချက်ကတော့အယမ်းနာတော့ညာလေတစ်ချိန်ထဲမှာကိုအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲကျင့်နှမှုတစ်ခုတော့ကြံမယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကျတော့အဲ့ဒီလိုစဉ်းစားနိုင်တာအဲ့ဒီလိုစဉ်းစားနိုင်တဲ့အထိစဉ်းစားနိုင်တာကလည်းတကယ်ပဲကိုကအကောင်းဆုံးလုပ်ပေးတဲ့အတွက်ကြောင့်သူ့ကိုခွင့်လို့ဖို့ဆိုတာထက်ကိုခွင့်လို့စရာကိုမလိုတဲ့အခြေအနေတစ်ခုရောက်သွားတယ်လို့ကျွန်မအဲ့လိုမျိုးပို့ပြီးတော့စဉ်းစားဖြစ်တယ်အခုဒီမှာရှိတဲ့သူတွေ live မှာနားထောင်နေတဲ့သူတွေပဲဖြစ်ဖြစ်နောက်မှပြန်ကြည့်မဲ့ YouTube မှာတော့၎င်း Facebook မှာတော့၎င်းပြန်ကြည့်မဲ့သူတွေပေါ့နော်ခုနစူဇန်ပြောသွားတဲ့လေးကိုကျမတို့ဘယ်လိုစဉ်းစားလို့ရမလဲလို့ငါတကယ်ပဲအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တဲ့သူမှန်နေဆိုရင်နာကျင်စရာဆိုတာထက်ပေးနိုင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျင်နှက်စရာဘဝလေးတစ်ခုကိုပို့ပြီးတော့မပိုင်ဆိုင်နိုင်ဘူးလားလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သမီးလေးရှင်းဘယ်လိုချိတ်လို့ရမလဲသမီးရဲ့ case မှာသမီးတို့အပေါ်မှာတကယ်ပဲအကောင်းဆုံးထဲကအကောင်းဆုံးသူနဲ့ကိုနဲ့ရှိတဲ့အချိန်မှာအဲ့လိုလေးလုပ်ပေးနိုင်ခဲ့တယ်လို့ခံစားမိလားသမီးဟုတ်သမီးကခံစားမိတယ်ပေါ့နော်အရင်ကတော့ဆက်ချင်းတော့အဲ့လိုမခံစားမိဘူးပေါ့မခံစားမိဘူးဆိုတာလည်းပြန်တွေးကြည့်လိုက်ရင်ဘယ်လိုမျိုးလဲဆိုတော့ manipulate လုပ်ခံလိုက်ရတယ်လို့မျိုးဖြစ်သွားတဲ့အတွက်အဲ့လိုပြောမယ်ဆိုရင်ကိုအပြစ်ရှိတယ်လို့မျိုးခံစားစီခဲ့တာပေါ့နော်အဓိကပြီးတော့မှတေချာပြန်တွေးကြည့်လိုက်မယ်ဆိုရင်အဲ့ဒါကကို့အပြစ်မဟုတ်ပဲနဲ့သူ့အပြစ်ကိုကို့အပြစ်ဖြစ်အောင်လှုပ်သွားတယ်လို့မျိုးပေါ့အဲ့လိုမျိုးဖြစ်နေတယ်ဟုတ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုတော့ကိုယ့်ဘက်ကတော့အကောင်းဆုံးလုပ်ခဲ့တယ်လို့တော့ခံစားရတယ်ရှင်အကယ်လို့အဲ့အချိန်ပြန်သွားရမယ်ဆိုလဲအဲ့အတိုင်းတပုံစံနဲ့ပဲလုပ်ခဲ့မိလောက်မယ်လို့ထင်နေရှင်ကျေးဇူးတင်တယ်ဆိုတော့အခုသမီးပြောသွားတဲ့အပိုင်းကသူကကိုယ် manipulate လုပ်သွားခဲ့တဲ့အတွက်ကြောင့်ကိုကပဲမားတယ်ကိုကလည်းအဲ့ဒီအချိန်မှာအရန် emotion ဖြစ်တယ်လीနော်အရန် emotion ဖြစ်တယ်အရန်ချစ်တယ်အရန်တန်ရောစင်ထားတယ်အဲ့ဒီအချိန်မှာ तू ကကို manipulate လုပ်လိုက်တဲ့အတွက်ကြောင့်ကိုကပဲမားနေသလိုဖြစ်ခဲ့တော့ညာလဲအခုသမီးပြောလိုက်တဲ့အခါမှာကိုတေချာပြန်စဉ်းစားတဲ့အခါမှာကိုကအကောင်းဆုံးလုပ်ခဲ့တဲ့အခါဖြစ်တဲ့အတွက်ကြောင့်ဒါအခုသမီးတေချာတိသွားတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲသူ့ကိုခွင့်လို့ရသူ့ကိုဘယ်လိုပြောမလဲသူ့ကိုခွင့်လို့မယ်ဆိုတာထက်ကို
ပို့ပြီးတော့ခွင့်မလွတ်နိုင်ဘူးလားလို့ဘာကြောင့်လဲဆိုတော့တကယ်တမ်းကျမတို့အများအားပြောနေတာရှိတယ်တင်တန်းမှာလည်းကျမတို့ပြောနေတာတစ်ခုရှိတယ်တကယ်တမ်းခွင့်လွတ်ခြင်းတရားဆိုတာကိုခွင့်လွတ်တယ်လို့ပို့ပြီးတော့ပြောလို့မရအောင်လားကိုကပို့ပေါ့သွားတာလေသူခွင့်မလွတ်နိုင်တာခွင့်လွတ်နိုင်တာဒါသူ့ရဲ့အပိုင်းသူကျမတို့ကိုဘယ်လိုဆက်ဆံခဲ့လဲဆိုတာဒါသူ့ရဲ့အပိုင်းသူတို့ရဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့မှာဘာမှလောက်ပိုင်ခွင့်မရှိဘူးလုံနိုင်စွမ်းမရှိဘူးကျမတို့ဘက်ကနေခံရတဲ့သူပဲဖြစ်ဖြစ်အထူးသဖြင့်ဒီလိုခံစားရတဲ့လူကခံရတဲ့သူလို့ပြောလို့မရအောင်လားနော်ဆိုတဲ့ခါကျတော့ကျမတို့ကအရန်ချစ်တဲ့အရန်လှုပ်ပေးလဲဒီလိုအချိန်တွေဖြစ်တဲ့ခါမှာခံစားရတယ်ဒါပေမဲ့အချိန်အတိုင်းသာတစ်ခုရသွားတဲ့ခါမှာခုနသမီးလေးပြောသလိုသူကိုလုတ်ခဲ့တာ manipulate ပုံစံလုတ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီချိန်မှာတော့ကိုကပဲလုတ်တယ်လို့ဖြစ်တယ်လို့ကိုမြင်ခဲ့တယ်တို့တော့ကိုရဲ့အသိစိတ်ဝင်လာတယ်ကိုလုံးဝဒါကိုတသေးချာချာလေးစမ်းစစ်တဲ့ခါမှာငါအကောင်းဆုံးလုတ်ခဲ့တယ်လို့သိလိုက်တဲ့အလုံးဝဝင်သွားတဲ့အချိန်မှာအယမ်းမပျော်မိဘူးလားလို့ဟုတ် blessing ထက်ပြောစရာရှိမယ်ဟုတ်သမီးလေးပြောသမီးခုနကမိုက်တစ်ချက်ဖွင့်တယ်လို့ပဲဟုတ်တမီးကတော့အဲ့လိုအမိပြောသလိုပဲပေါ့နော်အဲ့လိုပျော်မိရယ်ပေါ့ပျော်မိရယ်ရှင်ဘာလို့လဲဆိုတော့အဓိကကတော့ဒီကိုတိသွားတယ်တစ်ဖက်လူကဘလို့ဖြစ်နေလဲဆိုတာလဲတိသွားတဲ့အပေါ်မှာကို level ပေါ့နော်အရင်အားထဆိုင်ငါနည်းနည်းလောက်တော့ပို့ပြီးတော့မြင့်သွားတယ်ပေါ့အဲ့လိုလဲနည်းနည်းခံစားရတယ်ရှင်ဟုတ်ကျေးဇူးတင်နေအဲ့တော့ဆိုရင် Lawrence ကိုတခုမေးပြရစေ Lawrence အနေနဲ့ရောခုနကျမတို့ပြောတဲ့အပိုင်းမှာပေါ့နော်တားအနေနဲ့ရောသူ့အပေါ်အကောင်းဆုံးတကယ်လုပ်ခဲ့လားဟုတ်ကဲ့မေဆိုတော့အဲ့ဒီအချက်ကိုပြန်စဉ်းစားလိုက်တဲ့ခါကျတော့ပူကျေနပ်ရတယ်လို့ပြောရမလားပဲဘာလို့လဲဆိုတကယ်ကောင်းခဲ့လို့အမေတကယ်ကောင်းခဲ့လို့ပြီးတော့အထူးသဖြင့်လေသားမိသားစုမှာဆိုအမေနဲ့အကိုရှိတယ်ပေါ့နော်အရင်တခါတော့အမေလီလီတိမ်တဲ့ Enneagram မှာဆို type 2သမားတွေပေါ့ဆိုတော့သူတို့တွေကအရန်ကောင်းခဲ့တယ်အသစ္စာဖောက်ခံရတယ်အကျဉ်းခါလည်းအလိန်ခံရတယ်ဒီပေါ်မှာသူတို့ကိုယ်တိုင်ကခံရသူနေရာမှာနေတော့တကယ်ကိုရင်နာစရာကောင်းတယ်ပေါ့နော်ဆိုတော့အခုဒီရဲ့အမေပြောတဲ့ point ကိုရလိုက်တော့တေချာပေါက်ပြန်ပြီးတော့ပြောပြမယ်ပေါ့နော်ဆိုတော့ဒါသူတို့ပေါ်မှာအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတဲ့အချက်ကိုပြန်စဉ်းစားဖို့နဲ့ဒါကိုပေါ့နော်ပြန်ပြီးတော့ကျေးဇူးတင်ဖို့ဆိုတဲ့ဟာလေးပေါ့ဒါတေချာပေါက်အရေးကြီးတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုလက်တွေ့ဒါအဲ့ဒီအတွေးလေးပါထပ်ဖြည့်လိုက်တဲ့ခါကျတော့ခွင့်လွတ်ဖို့ကပို့ပြီးတော့လွယ်ကူသွားတယ်ခွင့်လွတ်ဖို့ဆိုတာတဲ့ကိုကျေနပ်တဲ့စိတ်ပေါ့နော်ကိုကျေနပ်တဲ့ဟာလေးပို့ပြီးတော့တက်လာတယ်လို့တော့လက်တွေ့ခံစားနေရတယ်လို့ပြောရမလားပဲပေါ့နော်မြင်ဟုတ်ကျေးဇူးတင်တယ်အကောင်းဆုံးလုပ်ပြီးခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်အခုကျမတို့ live လွှင့်နေတဲ့နေရာမှာအားရပါရလာပြောပေးနိုင်ကြတာလေတကယ်လို့တော့ကိုကအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တဲ့သူမဟုတ်ဘူးဆိုရင်ဒီလိုပြောရဲမလားပြောထုတ်နိုင်မလားမပြောထုတ်နိုင်ဘူးလူတော်ထဲမှာတော့မှထွက်လာရဲမှမဟုတ်ဘူးဒါပေမဲ့ကိုကဒီလိုကိုရဲ့ဖြစ်ခဲ့တဲ့အခြေအနေတစ်ခုကိုနှလုံးသားထဲကနေပြီးတော့အတွေးထဲကနေပြီးတော့အရှိအတိုင်းကိုပြောထုတ်နိုင်တယ်ဆိုတာတကယ်ပဲကိုကအကောင်းဆုံးလုပ်ခဲ့တာဟုတ် blessing ထောက်ပေးပါဦးခုနဒီလေးပြောတော့ပေါ့နော်မကောင်းခဲ့ဘူးဆိုလို့ရှိရင်ဆိုတာစဉ်းစားမိရပေါ့နော်တကယ်တော့ဒီလိုမျိုး relationship ထဲကနေခံစားရတဲ့အခါမှာအရင်ဆုံးကပါတွေးမိလဲဆိုရှင်မကောင်းခဲ့တဲ့လူတယောက်ကိုအရင်တွေးမိရငါဘာလို့အချက်ရှိလဲငါဘာတွေများမလုပ်ပေးနိုင်လို့လဲငါဘာတွေများအမားလုပ်မိလဲဆိုတဲ့ဟာအရင်ဆုံးကခုန Lawrence တို့ရှင်းလို့ပြောတဲ့အခါမှာအခုချိန်မှာသူတို့ပြန်ပြောနိုင်တယ်ဆိုတာဒီလိုပြန်ပြောနိုင်ဖို့အတွက်အများကြီး
အများကြီးခံစားခဲ့ရမှာပဲပေါ့နော်ဘာလို့မလွယ်ဘူးလေနော်အရင်ဆုံးကကို blessing နေနဲ့ဆိုရင်ကိုအရင်မြင်တာအော်ငါမကောင်းခဲ့ဘူးဘာလို့ relationship မှာဆိုရှင်ကိုဘက်ကနေစပြီးမှမှားတဲ့ကိုစမှားတဲ့သူကိုစမှားတဲ့သူဆိုတဲ့ခါကျတော့အကောင်းဆုံးလုပ်ပေးနိုင်ရလားဆိုတဲ့ဟာမျိုးပေါ့နော်ခုနဒီလေးပြောရမထက်လာနိုင်ဘူးဆိုတော့ငါကြီးကအဆင်ပြေနေရတာပေါ့ဟုတ်လည်းပြင်ပြီးပါတယ်ငါကြီးကအဆင်ပြေနေလားဆိုပြီးမှပေါ့နော်တော့ကိုကမကောင်းခဲ့တဲ့အရာကိုအရင်စဉ်းစားတယ်ဒါပေမဲ့တွားရင်းနဲ့မှဘာတစ်ခုပြန်စဉ်းစားလာမိလဲဆိုတော့ငါမကောင်းဘူးဆိုတဲ့ဟာဘာနဲ့ပြန်သွားချိန်ဆိုတော့ငါမကောင်းခဲ့တာသူလိုချင်တဲ့အရာငါမပေးနိုင်လို့ငါမကောင်းလားဒါခုနဟိုအစောပိုင်းကလီပြောခဲ့ဟာနဲ့ပြန်သွားချိတ်တဲ့ဟာပြန်သွားချိတ်မိလို့ဆိုတော့ကိုယ့်စီမှာသူလိုချင်တဲ့အရာမရှိတဲ့အခါမှာသူလိုချင်တဲ့အရာကိုမပေးနိုင်တဲ့အခါမှာကိုဘက်ကဘလောက်ပဲအကောင်းဆုံးပေးတယ်ပြောခုနကရှင်လည်းပြောတော့ manipulate လုပ်သွားတဲ့ပုံစံမျိုးကိုဘက်ကဘလောက်ပဲပေးသူလိုချင်တဲ့အရာမဟုတ်နေတဲ့အခါမှာကိုကပဲမဟုတ်နေဘူးဆိုတော့အဲ့ဒီဟာကြီးကိုထဲ့ခဲ့ပေးရကွယ်ထဲ့ခဲ့ပေးလိုက်တဲ့ခါကျတော့အဲ့ဒီဟာကြီးကိုမထွက်လာနိုင်အချိန်ကြာမထွက်လာနိုင်အော်ငါမကောင်းတဲ့သူဒီ relationship မှာငါလုံးဝဘယ်လိုမှမပေးနိုင်တဲ့သူငါမားတဲ့သူငါလိုအချက်ရှိတဲ့သူဆိုပြီးအဲ့ဒီကနေထွက်လာဖို့အချိန်တော်တော်အကြာယူခဲ့ရတယ်ပြီးမှပဲအော်သူလိုချင်တဲ့အရာကဒါပါလားအဆုံငါပေးနိုင်တဲ့အရာပါလေသူလိုချင်တဲ့အရာပါလေအဲ့ဟာကိုပြန်ပြီးမှချိန်ထိုးတဲ့အခါကျမှအဲ့ဒီချိန်မှာစပြီးမြင်လာတာပေါ့နော်ဒါပေမဲ့အဲ့လိုချိန်ထိုးနိုင်ဖို့ကလည်းချစ်ချင်းကြီးမချိန်ထိုးနိုင်ဘူးချစ်ချင်းကြီးဖြစ်လာတဲ့အရာမဟုတ်ဘူးပြန်စဉ်းစားရတယ်ကိုအရင်ပြန်စဉ်းစားရတယ်ငါကဒါပဲတက်နိုင်တာငါကဒါပဲလုပ်နိုင်တာအဲ့ဆိုသူလိုချင်တာပါလေဆိုတဲ့ဟာဒီ relationship ကပြီးသွားလို့တော့မှတစ်ဖက်လူက move on လုပ်နိုင်တော့မှကိုကအဲ့မှာကြံခဲ့တဲ့လူကြံခဲ့ပြီးမှကိုခွင့်မလွတ်နိုင်တာငါဘာလို့မပေးနိုင်ရတာလဲငါဘာလို့မလုပ်ပေးနိုင်ရတာလဲဆိုတော့ကိုခွင့်မလွတ်နိုင်ခြင်းများစွာနဲ့အရန်ကြာခဲ့ရပေါ့နော်ကြာပြီးတဲ့အခါကြာမှပဲနောက်မှပါတစ်ခုကိုပေးနိုင်တဲ့အရာဆိုတာတဲ့သူလိုချင်တဲ့အရာကိုပြန်စပြီးစဉ်းစားတယ်သူဖက်ကနေပေါ့နော်သူလိုချင်တာပါလဲအဲ့ဒီအချိန်မှာမှစပြီးနားလေတာအော်သူလိုချင်တာဒီအရာတွေပါလားအော်သူဖြစ်ချင်တာဒီအရာတွေပါလားအော်သူလိုချင်တဲ့အရာကိုငါကမပေးနိုင်ဘူးဆိုတော့ကိုလည်းပြန်ပြီးလက်ခံလာတယ်ပေါ့နော်ခုနဆူဆန်လည်းပြောရတဲ့ကိုကပေးနိုင်မလားပေးနိုင်ခဲ့ရင်ကောဆိုတဲ့ဟာမျိုးလေအဲ့ state တူတဲ့အများကြီးဖြစ်တိုင်းခဲ့ရတဲ့အခါမှာနောက်မှကိုတေချာပြန်မေးတဲ့အခါမှာငါတကယ်မပေးနိုင်ဘူးဆိုတဲ့ဟာကိုကောင်းကောင်းနားလည်သွားတဲ့အခါကျမှကိုအနေနဲ့ကိုဆိုတော့ကိုအကောင်းဆုံးကြိုးစားတယ်ဒါပေမဲ့သူ့အနေနဲ့ဆိုတော့ကိုကအကောင်းဆုံးမဟုတ်ခဲ့ဆိုတော့ဒါပေမဲ့ခုနကပြောလို့ပေါ့နော်ကိုဖက်ကကိုတယောက်တည်းပဲကိုစဉ်းစားရမှာလေနော်သူ့တော့စဉ်းစားရမှာမဟုတ်ဘူးလို့တွေးလိုက်တဲ့အခါမှာတော့အများကြီးစင်ပြေကျေးဇူးတင်တယ်ကျွန်မထပ်ပြီးတော့ဒီနေရာလေးထည့်ပြောချင်တာကလေအကောင်းဆုံးလုပ်ခဲ့တဲ့သူကပိုခံစားရတယ်လို့ပဲနော်ကိုထွက်သွားတဲ့သူကြတော့လေမဖော်ထုတ်နိုင်ဘူးသူဟာသူလည်းသူခံစားရမှာပဲသူဒီလိုလှုပ်လိုက်ခဲ့တဲ့အတွက်ကြောင့်ခုနကထရီဇာလက်လေးထောင်ပြီးတော့ပြန်ချလိုက်တယ်သမီးပြောချင်တာများတစ်ခုရှိလားမသိပြောပါသမီးရွှေဟုတ်လီခုနကလေ blessing ပြောပြတာကိုပြန်စဉ်းစားပြီးတော့လဲလေအတွေ့တစ်ခုပြန်ရသွားတယ်ပေါ့နော်ဘယ်လိုပြောရမလဲကိုပေးတာကို तू ကမလိုချင်တဲ့အခါမျိုးပေါ့နော် तू ပေးတာလည်းကိုမကြိုက်တာမျိုးဖြစ်တဲ့အခါမျိုးကြရင်လေတောင်းသဘောထားတွေကွဲလွဲပြီးတော့ပေါ့နော်အဲ့မှာအဖြစ်တွေကစမြင်ကြတာပေါ့နော်အဲ့မဲ့ခါကြဘာလဲဆိုတော့အဲ့လိုချိန်ထိုးဖို့ပေါ့နော်တယောက်နဲ့တယောက်နဲ့လို့အလျှော့အတင်းလေးလုပ်ဖို့ကြတော့လေအဲ့လိုဘယ်လိုပြောရမလဲgender equality ပုံစံမျိုးနဲ့ပေါ့နော် main ကလေးတယောက်အနေနဲ့ငါဘက်ကစပြီး negotiate လုပ်ရတာကပင်မန်းတယ်ပေါ့နော်အဲ့လိုမျိုးတွေနောက်ပိုင်းမြင်လာတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာနောက်ဆုံးအရှုံးပေးဖို့ပဲရက်တက်လိုက်တဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာမျိုးရှိရပေါ့နော်ဆိုတော့ယောက်ျားလေးတယောက်အနေနဲ့စပြီးလုပ်ပေးတင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဒါပေမဲ့အတက်နိုင်ဆုံးတော့ကိုလုပ်ပေးခဲ့ပါတယ်ပေါ့အမေနောက်ဆုံးကျတော့လေကိုဘက်ကပဲအားစားရတာပြင်ပန်းပြီးတော့အဲ့လိုဆက်ဆံရေးတစ်ခုအဆုံးသတ်တာမျိုးဖြစ်သွားတာမျိုးလေးရှိသွားတော့လေအဲ့လိုငါမိန်းမကလေးတယောက်ဖြစ်လို့ယောက်ျားလေးတယောက်ဘက်ကအရင်စတင်နေဆိုတဲ့အတွေ့အမျိုးကြီးကဒါဖြစ်တင်လားမဖြစ်တင်ဘူးလားပေါ့နော်အဲ့လေးပါထပ်ပြီးမေးချင်တော့ပေါ့အဲ့မိန်းကအရင်ဖြစ်သွားတယ်ပေါ့ဟုတ်အဲ့လေးတစ်ချက်ပြောပေးကြည့်ပါလားပေါ့ဟုတ်ကျေးဇူးရမ်းတင်တဲ့သမီးလေးမိကုအရန်ကောင်းပါတယ်ရှင်
အဲ့ဒီနေရာလေးမှာလေသမီးတစ်ခုစဉ်းစားမိလားမသိဘူးအဖြေတော့မရှိဘူးဒါပေမဲ့ကျမအတွေးလေးတစ်ခုဝင်လာတယ်သမီးပြောလိုက်တဲ့အခါမှာသင်ထဲမှာလည်းကျမသင်ပေးပါတယ်မိန်းကလေးနဲ့အမျိုးသားနဲ့အမျိုးသမီးနဲ့တွေးတဲ့ပုံစံလုံးဝမတူဘူးအဲ့ဒါကိုကျမတို့သတိရမိလားလို့မတူတဲ့အတွေ့ကြောင့်မတူတဲ့အတွေးတွေပဲဝင်လာတယ်လေကိုလိုချင်တဲ့ပုံစံနဲ့သူပေးချင်တဲ့ပုံစံနဲ့မကိုက်ဘူးကိုပေးချင်တဲ့ပုံစံနဲ့သူလိုချင်တဲ့ပုံစံနဲ့မကိုက်နိုင်ဘူးလေအဲ့ဒါကြောင့်ကျမတို့ love language တွေလေ့လာရတယ်သင်ယူနေရတယ်နောက်တစ်ခုကျတော့ခုနသမီးပြောသလိုပဲ gender issue တွေเนาะမိန်းကလေးနဲ့ယောက်ျားလေးနဲ့ကွာဟမှုတွေဆိုကျမတို့အမြဲတမ်းသင်ရတယ်เนาะအမြဲတမ်းသင်ပေးတယ်ကျမဆိုလို့ရှိရင်ဘာလို့လဲလုံးဝမတူဘူးဘလို့မှမတူဘူးတူအောင်ကြိုးစားတော်ညာလဲမတူနိုင်ဘူးတူမှမတူတာဆိုတော့အဲ့ဒီဟာလေးပါထပ်ပြီးတော့ထက်စဉ်းစားစရာမလိုဘူးလားလို့အဲကြောင့်သမီးကခုနကတစ်ချက်ပြောလိုက်တယ်မလားဆိုတော့အခု तू ကအမျိုးသားဖြစ်တဲ့အတွက်ကြောင့်သမီးအဲ့လိုစဉ်းစားလိုက်တဲ့ခါမှာရောသမီးပို့ပြီးတော့လက်ခံနိုင်ခြေပိုမရှိနိုင်ဘူးလားသမီးထရီဇာ ဘယ်လိုမျိုးလဲ သမီးကအမျိုးသမီးလေနော် ဟုတ် तू ကအမျိုးသားလေ ဟုတ် ဆိုတော့ကျမတို့ရဲ့ဦးနောက်တီဆောက်တဲ့ပုံစံလည်းမတူဘူးလေကျမတို့ရဲ့အတွေးလည်းမတူဘူးလေ ဟုတ် ဆိုတော့ကိုလိုချင်တဲ့အတိုင်းကိုစဉ်းစားတဲ့အတိုင်း तू စဉ်းစားနိုင်မှာမလား မစဉ်းစားနိုင်ဘူးလို့မြင်မိရဲ့အတွက်ကြောင့်မလို့ပေါ့နော်အတက်နိုင်ဆုံးတော့ကိုကဘယ်လိုပြောမလဲကိုဘက်ကလိုက်ညှိနှိုင်းရတဲ့ဆက်ဆံရေးမျိုးဖြစ်နေတာပေါ့နော်တကယ်လို့ယောက်ျားတစ်ယောက်အနေနဲ့ तू က leave လုပ်ပြီးတော့ तू သွားရမယ့်ပုံစံမျိုးဖြစ်တင်တာပေါ့နော်တကယ်တမ်းရှူထောင့်တစ်ခုအနေကနေပြီးကြည့်မယ်ဆိုရင်ပေါ့နော်ဘယ်လိုပြောရမလဲအဲ့လိုလူမှုအတိုင်းအဝိုင်းမှာဖြစ်ဖြစ်ပေါ့နော်နှစ်ကောင်လေးနဲ့နေနဲ့ဘယ်လိုမျိုးလဲဆိုတော့ငါဘက်ကပဲလိုက်ပြီးတော့အစီပြောင်လုပ်နေရတာဗာနဲ့ညာလဲတငယ်ချင်းတွေကိုပြောပြရမှာကွာအစင်တော့ပြေသွားတယ်နှစ်ယောက်ကအစင်ပြေသွားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကိုကစတင်ဥဆောင်ပြီးကိုကဒီစကားဝိုင်းမှာကိုက leave လုပ်လိုက်ရတဲ့သူကိုကအရင်အလျှော့ပေးပြီးတော့အရင်ခဏလောက်ငါတို့ဒီရန်ပွဲကိုခဏလေးရက်လိုက်မယ်ငါတို့စကားကောင်းကောင်းမွန်ပြောကြမယ်ဆိုတော့ကိုကအရင်စလိုက်ရတဲ့သူမျိုးဖြစ်သွားတဲ့အခါကျတော့ပိတ်ပြီးတော့အစင်မပြေရောဘူးပေါ့နော်နောက်ပိုင်းပြန်တွေးလိုက်တဲ့အခါမှာအခုတော့အစင်ပြေသွားတယ်ဆိုပေမဲ့ပေါ့နော်အဲ့လိုပြန်တွေးတော့ရင်အဲ့လိုဖြစ်ပြီးတော့ပေါ့နော်အဲ့လို break ဖြစ်သွားပြီးွားပြီပေါ့နော်အဲ့ကိစ္စတော့ကျေးဇူးတင်တယ်သမီးခုနပြောလိုက်တယ်တကယ်ချစ်တဲ့ခါကျရင်မဖြစ်လဲနားလဲအောင်ပြောနိုင်အောင်ကျမတို့ကြိုးစားတယ်မလားဟိုဘက်ကလည်းကိုယ်တကယ်ချစ်တယ်ဆိုရင်မဖြစ်လဲငါသူ့တကယ်ချစ်တဲ့အတွက်ကြောင့်ငါလည်းသူ့ကိုနားလဲချင်တယ်ဘာလို့လဲတကယ်ချစ်တာ哦ဆိုတော့ကျမလည်းအိမ်ထောင်တဲ့အခု28နှစ်ရှိသွားပြီကျမအမျိုးသားနဲ့ကျမနဲ့တူတာတကူမှမရှိဒါပေမဲ့အချစ်တစ်ခုနဲ့စောက်တည်ထားတာဖြစ်တဲ့အတွက်ကြောင့်မတူတဲ့အပိုင်းကိုကျမတို့ကစကားများရန်ဖြစ်တယ်ဆိုတာတော်ရှားတယ်အိမ်ထောင်မကြခင်တော့ကျမအမျိုးသားပြောတဲ့စကားတစ်ခုရှိတယ်နေနဲ့ငါနဲ့ကလုံးဝမတူဘူးတဲ့တခြားမတူတာအရေးမကြီးဘူးကျမတို့ရဲ့ personality ကဟိုဘက်ဆွန်းဒီဘက်ဆွန်းပြတာကျမကျတော့အရန် extrovert ဖြစ်တယ်သူကအရန် introvert ဖြစ်တယ်ဆိုတော့ကို့အမျိုးသားပြောလိုက်တာဘာလဲဆိုတော့အလယ်မှာတွေးကြရအောင်တဲ့ဆိုတော့ကို short တင်တာ short မယ်သူ short တင်တာ short မယ်ဆိုတော့ relationship တစ်ခုမှာကျမဒီလိုပဲပြောပြရစေစစ်မှန်တဲ့ချစ်ချင်းမေတ္တာတစ်ခုနဲ့စောင့်တည်ထားမယ်ဆိုရင်မာနဆိုတာလည်းရှိလောက်မယ်လို့ကျမမထင်ဘူးအချစ်ကယုံကြည်မှုအပြည့်အဝရှိတယ်အချစ်မှာတခါတလေကျရင်လူသားဖြစ်တဲ့အတွက်ကြောင့်မာနလေးတွေဝင်လာရင်တော့မှဘာဖြစ်လဲချချင်တဲ့စိတ်ကပို့ပြီးတော့မရှိနိုင်ဘူးလားလို့သူလဲကိုယ်တကယ်တန်မိုးထားတယ်ကိုယ်တကယ်ချစ်တယ်ဆိုရင်သူဖက်ကသူဘာလျှော့တင်လဲဆိုတာပြောစရာမလိုတော့အောင်သူအတိတရားမဝင်နိုင်တော့ဘူးလားဆိုတဲ့မိကွန်းလေးပဲကျမစဉ်းစားစေချင်တယ်အဲ့လိုပဲကျမပြောကြည့်လို့ရမလားသမီးကျင်နိုင်ရလားမသိဘူးဟုတ်ကျင်းတတ်ပါရဲ့ဘယ်လိုလဲဆိုတော့ဒီကိုချစ်တလားသူကပုံမချစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းမြင်လာတာလဲပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့
ပြီးတော့ငါဒီစစံကြီးကငါရေရှည်အဆင်မပြေဘူးဆိုပေမဲ့အဲ့အတွက်အရင်ချစ်ပေမဲ့ကိုပဲဆွန့်လွတ်လိုက်တာပေါ့နော်အဲ့တော့သူပြန်ဆွဲရရင်တော့မှအဲ့စစံကြီးရှေ့ဆက်မဆက်လိုက်တော့ဘူးလို့ဖြစ်သွားတယ် အဲ့ဒီ point အရင်အရေးကြီးတယ်အထူးသဖြင့်ကျမမေပြောတဲ့စကားတစ်ခုရှိရသလားအထူးသဖြင့် main ကလေးတွေပေါ့နော်အမျိုးသမီးတွေကိုချစ်တာထက်သူကကိုပို့ပြီးတော့ချစ်တယ်ဆိုလို့ရှင်တဲ့ main ကလေးတွေအတွက်ပို့ပြီးတော့မကောင်းလားဆိုတော့အသွေးလေးတစ်ချက်ဝင်လာမိတယ်နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာငါချစ်တဲ့လောက်သူငါ့ကိုတကယ်မချစ်ဘူးလို့ငါခံစားရတာတကယ်မှန်လားတကယ်ဟုတ်လားဆိုတာကျမတို့စမ်းစစ်စရာလဲအရင်ရေးကြည့်မယ်လို့ကျမထင်တယ်โอเคဆိုတဲ့ခါကျတော့အခုထက်ထိကျမတို့ပြောကြတာတဏှာလောက်တောင်ရှိသွားပြီဆိုတော့ဒီ relationship မှာအတူသဖြင့်ဒီအချစ်ရင်းနဲ့ကျမတို့ပြောတယ်အခုဒုတိယပိုင်းလေးကိုကျမနည်းနည်းလေးရွှေ့ခြင်းတယ် blessing အရှိပိုင်းမှာလည်းသူနည်းနည်းလေးတော့ချက်ပြောသွားတယ်အထူးသဖြင့်မိဘနဲ့သားသမီးကြားမှာရောဘယ်လိုစဉ်းစားကြမလဲအရင်ငယ်ငယ်ကလီလီနဲ့အရင်တော့ပြောဘူးတယ်ပေါ့နော်အဲ့တော့ကအမေနဲ့ပတ်သက်ပြီးတော့တိတ်ပြီးမစင်စားပေးနိုင်ဘူးပေါ့နော်အခုကျတော့ဘာဖြစ်သွားလဲဆိုတော့လေအရွယ်တစ်ခုနဲ့အပြောင်းလဲမှုတွေဖြစ်လာတဲ့နောက်ပိုင်းပေါ့နော်အဲ့လိုအတွေ့အကြုံတွေလည်းဖြည်းဖြည်းပြောင်းလဲမှုတွေထက်ဆင့်ဖြစ်လာပြီးနောက်ပိုင်းမှာအော်အများကြီးနားလည်ဖို့နဲ့ပေါ့နော်ဟိုပြောမလဲမိဘကိုကြတော့လေအဲ့လို relationship ပုံစံမျိုးမတွေးတော့ဘူးပေါ့နော်ငါဘက်ကပဲအကောင်းဆုံးလုပ်ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးပဲတွေးလိုက်တယ်ဘာဘယ်လိုပြောမလဲဟိုသူငါ့ပေါ်အများကြီးကောင်းခဲ့တဲ့အတွက်ကြောင့်မလို့အခုချိန်မှာငါကအတက်နိုင်ဆုံးပြန်ကောင်းပြီးမယ်ပြန်ပြီးတော့စိတ်ကိုရံမဖြစ်တော့ဘူးအဲ့လိုမျိုးဆိုရင်လည်းကိုယ်ရဲ့ပြန်ပြီးသူ့ကိုခလေးတယောက်လိုပဲမြင်ပေးဖို့ပေါ့နော်အဲ့လိုမျိုးများများတွေးပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲကိုမိဘကတော့အဲ့လိုတွေးပြီးမယ်အခုနောက်ပိုင်းကျတော့ဘာဖြစ်သွားလဲဆိုတော့တခြားသူတွေပေါ်မှာတော့အဲ့လိုမတွေးပြီးတော့ဘူးပေါ့အဲ့လိုဖြစ်မိဘကတော့အဲ့လိုတွေးပြီးတခြားသူတွေပေါ်မှာတော့အရင်ကလိုမတွေးပြီးတော့ဘူးအရင်ကလေးဘဝတော့ပြောင်းပြန်ဟုတ်ဆိုတဲ့ခါကျတော့အဲ့ဒီနေရာမှာလဲကျမတို့စဉ်းစားစရာလိုမယ်သမီးကျတော့အခုမိဘကိုကျတော့အဲ့လိုတွေးပေးလိုက်တယ်လို့သမီးပြောတယ်နော်အဲ့လိုတွေးပေးလိုက်တယ်လို့ပြောတဲ့နောက်ွယ်မှာခုနေတာရှိနေတယ်မဟုတ်ဘူးလားခုနေရက်သားနဲ့အဲ့လိုတွေးလို့ရအောင်ခုတာတွေးတာဆိုပြီးတော့အဲ့လိုပဲဆက်သွားနေရင်ရောဘယ်လိုခံစားချက်ရှိမလဲတကယ်ပဲငါ forgive ဆိုတဲ့တကယ်ပဲခွင့်လွှတ်ခြင်းတရားအပြည့်အဝနဲ့ငါတွေးနေတာလားမိဘမို့လို့ငါဒီလိုတွေးပေးလိုက်တာလား blessing ဒီမိဘအကြောင်းတွေပြောကြမယ်ဆိုရင်ပေါ့နော်ဆိုမိဘတွေနဲ့ပတ်သက်လာလို့ရှင်ကြတော့တခုကဘာတခုရှိလဲဆိုတော့မြန်မာပြည်ကပေါ့နော်ကျွန်တော်တို့ရဲ့ concept ကဘာတခုရှိလဲဆိုရှင်မိဘကိုဆိုလို့ရှင်ကျွန်တော်တို့ကမိဘဂျေစုမြတ်မို့ဦးဆိုတဲ့ဟာမျိုးတွေမိဘဆိုတာဖះနဲ့တကိုင်းနဲ့ထားရမယ်ဆိုတဲ့ဟာကိုငယ်ကလေးကဆုံးမခံထားကြရတယ်ပေါ့နော်ကျောင်းမှာပဲဖြစ်ဖြစ်ဘာသာရေးမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အကောင်လုံးကမိဘလို့ပြောလိုက်ပြီဆိုရှင်အကောင်လုံးကမိဘကိုဖះဆိုတဲ့နေရာမှာတဒန်းနဲ့ထားကြတယ်ဆိုတော့မထားရဘူးလားဆိုတော့မဟုတ်ပါဘူးထားရတဲ့ထားတဲ့လူတွေဟုတ်တယ်ပေါ့နော်ဒါပေမဲ့မိဘလည်းလူသားဖြစ်တဲ့အခါမှာမိဘတွေကကိုယ့်အပေါ်မှာခုန blessing ပြောတော့တယ်ကိုချင်းချင်းနဲ့ဆက်ဆံတဲ့အခါမှာပြီးရင်ဒီမိဘနဲ့ကိုနဲ့ဆက်ဆံရေးကြားကခံစားရတဲ့အရာတွေဆိုတာကဒီနေ့မှာပဲတွားဒီလိုဆက်ဆံလို့ဒီနေ့မှာပဲဒီလိုပြောလို့ဒီမှာပဲပြီးသွားတာမဟုတ်ဘူးလေနော်သူက continuously တွားနေတဲ့နေ့စဉ်နဲ့အများဘဝမှာနေ့စဉ်နဲ့ဒီရာကိုစီပါရတယ်ဒီတစ်ခုကမပြီးခင်မှာနောက်တစ်ခုကပြန်ရောက်လာတယ်ဒီတစ်ခုမပြီးခင်မှာနောက်တစ်ခုကတော့ဆက်တိုက်သွားနေကြတဲ့အခါမှာဘာဖြစ်လာကြလဲဆိုတော့ခုနကညီမလေးပြောရတယ်မိဘအကြောင်းပြောရှင်ကိုကအဲ့လိုမြင်ပေးလိုက်တယ်ကိုကအဲ့လိုတွေးပေးလိုက်တယ်ဘလောက်ပြောကိုရဲ့ရင်ဘတ်ကြီးထဲမှာကိုကဘာနဲ့တူလဲဆိုအစာတွေမဝါပဲနဲ့မျိုးချလိုက်တယ်လို့ပဲမျိုးချလိုက်ပြီးမှဘိုက်ထဲတော့ရောက်သွားတယ်တိလာတယ်တက်လာတယ်အင့်လာပြီးမှလေဘင်းမှာလာအင့်တယ်ဘိုက်ထဲမှာအစင်မပြေဘူးနေရာထိုင်ရအစင်မပြေဘူးဆိုတော့အဲ့လိုခံစားချက်တွေပေါ့နော်ဆိုတော့သားသမီးဖြစ်တဲ့အခါမှာမိဘကိုယူတည်ရပါမယ်မိဘကိုဖះနဲ့တကိုင်းနဲ့ထားရပါမယ်ဆိုပြီးမှအဲ့လိုမိဘကိုဖះနဲ့တကိုင်းနဲ့ထားပြီးမှမိဘကိုခွင့်မလွတ်နိုင်တဲ့သူတွေအများကြီးပဲ
နိုင်ဘူးပေါ့နော်မိဘနဲ့ပတ်သက်လာလို့ရှင်ဆိုတော့မိဘနဲ့ပတ်သက်လာလို့ရှင်ကြတော့နည်းနည်းတော့ခက်ခဲတယ်ပေါ့နော်မိဘနဲ့ပတ်သက်ခုနကကျွန်တော် relationship တွေနဲ့ပတ်သက်လာလို့ရှင်ကြတော့ဒါသစိမ်းနေနော်ကိုကသစိမ်းတယောက်ကိုချစ်နိုင်တယ်သစိမ်းတယောက်ကိုခွင့်လွှတ်နိုင်တယ်သစိမ်းတယောက်ကိုကိုကတွေ့ဆုံကြုံကြိုက်တယ်အချိန်တိုင်းကျွန်တော်တွေ့ကြတဲ့အချိန်တိုင်းကျွန်တော်လမ်းခွဲသွားကြတယ်ကျွန်တော်ပြောနေကြတဲ့ရေဆက်ရှိတလောက်ပေါ့ဒါပေမဲ့မိဘနဲ့သားသမီးကြတော့ရေဆက်ဆိုတဲ့စကားနဲ့တော့ပြောလို့မရတော့ရေတိုင်ကြီးလည်းဖြစ်နိုင်တယ်ရေပေပါလည်းဖြစ်နိုင်တယ်ပင်လယ်သမုဒ္ဒရာကြီးလည်းဖြစ်နိုင်တယ်အဲ့ဒီရှိနေတဲ့ဆက်နွယ်မှုကြီးကဆိုတဲ့ခါကျတော့မိဘနဲ့ပတ်သက်လာတော့အခက်ဆုံးပါပဲလို့လူတိုင်းအနည်းနဲ့အများလေးတော့အခုအထစ်လေးကတော့ရှိမှာပဲလေဘာကြောင့်လဲဆိုတော့ဒီမိဘကြောင့်ပဲကျမတို့ကလူသားလေးတွေဖြစ်လာတယ်ပထမဦးဆုံးကျမတို့ရဲ့ပတ်ဝန်းကျင်ကမိဘပဲလေနော်ပထမဦးဆုံးကျမတို့ရဲ့ကြောင်းခန်းကလည်းဒီမိဘကကျမတို့ရဲ့ဆရာတွေဆရာမတွေဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီအဖို့အထစ်တွေကတော့အများကြီးရှိမှာပဲဒါကတော့ကျမရဲ့ perspective ကနေကျမပြောမယ်နော်လူတိုင်းလက်ခံစရာမလိုကျမကျတော့ဘယ်လိုခံယူထားလဲဆိုတော့မိဘတွေကသူတို့ညံမိနိုင်တဲ့လောက်နဲ့အကောင်ဆုံးသူတို့သားသမီးကိုတော့သူတို့လှုပ်ပေးခဲ့တဲ့သူတွေလည်းရှိသလိုမလှုပ်ပေးနိုင်တဲ့သူတွေလည်းရှိလိမ့်မယ်ဒါပေမဲ့သားသမီးတွေကလည်းမိဘတွေကလည်းသားသမီးဖြစ်ခဲ့တာပဲဟုတ်ဘူးလားနော်ကျမတို့လည်းမိဘအခုဖြစ်တယ်ဒါပေမဲ့ကျမတို့လည်းသားသမီးဖြစ်ခဲ့တယ်အခုသားသမီးတွေရှိလာတယ်ဒါပေမဲ့ကိုယ့်ရဲ့ generation မှာရောကိုဘယ်လိုမိဘဖြစ်ချင်လဲကိုပြိုးထောင်ခဲ့တဲ့မိဘပုံစံမျိုးပဲကိုသွားမှာလားမဟုတ်လို့ရှင်ကိုဘယ်လိုမိဘဖြစ်ချင်လဲဆိုတဲ့အပိုင်းလေးတွေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ဘယ်လိုနေမလဲလို့ကျမကြတော့ကျမသားသမီးတွေကျမကိုတခုသွားတယ်ဆိုရင်ကျမကိုပြောတာကိုကျမကြိုက်တယ်ဒါမှကျမသိမှာဘာလို့လဲသူတို့နဲ့ကျမနဲ့ generation ကလုံးဝမတူတဲ့အတွက်ကြောင့်အမြင်လည်းမတူခံစားချက်လည်းမတူတွေးခေါ်တဲ့ပုံစံလည်းမတူတဲ့အတွက်ကြောင့်ကျမသားသမီးသည်ကျမသူတို့အပေါ်မှာမကောင်းခဲ့တာရှိခဲ့တယ်ဆိုရင်ကျမကိုပြောတာကျမကြိုက်တယ်ဒါမှကျမပြုတ်ပြင်နိုင်မယ်ဒါမှလည်းကျမသူတို့လိုချင်တဲ့100%မပြည့်100%သူတို့လိုချင်တဲ့ပုံစံမဟုတ်ရင်တောင်မှကိုယ့်ဘက်ကနေကိုဘလို့စူးစမ်းလို့ရမလဲဆိုတော့အဖြေတစ်ခုကိုကျမရနိုင်အဲ့ဒီအတိုင်းပဲကျမနဲ့ကျမမိဘကြားမှာရှိတဲ့အဖို့အထစ်လေးတွေလည်းကျမပြောဖြစ်တယ်အဖေကတော့မရှိတော့ဘူးအမေပဲရှိတဲ့ခါကျတော့ကျမအမေကိုကျမပြောဖြစ်တယ်ကျမရဲ့ခံစားချက်ပေါ့ဒါပေမဲ့သူတို့တွေးတဲ့ပုံစံနဲ့ကျမတွေးတဲ့ပုံစံနဲ့မတူတဲ့ခါကျတော့သူကတော့လက်ခံချင်မှလက်ခံမယ်သူဘယ်လိုခံစားရမလဲဆိုတာတော့ဒါသူ့အပိုင်းလို့ကျမကအဲ့လိုပဲကျမခံယူထားတယ်သို့တော့ကျမရဲ့အပိုင်းကြတော့ကျမပြောပြချင်တယ်ကျမဘယ်လိုခံစားနေရလဲနော်နောက်တစ်ချိန်တည်းမှာပဲသူကကျမကိုတမင်တကာနော်အဖေမေကကိုတမင်တကာလောက်တာတော့မဟုတ်တော့ဘူးဆိုတာကျမဒါကိုလုံးဝသိတယ်အရန်ချစ်တယ်ကျမကိုဒါပေမဲ့တစ်ချိန်တည်းမှာလည်းကျမဒါကိုခံစားရခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကိုတော့ကျမဖွင့်ပြောတယ်ဒါအမှန်တိုင်းပြောတာကျမရဲ့စိတ်ထဲမှာအဖို့ဖြစ်တာလေးတွေကိုကျမဖွင့်ပြောတယ်သမီးကအဲ့လိုခံစားခဲ့ရတယ်အခုလည်းဒီလိုပြောရချင်းဟာအဲ့ဒီခံစားချက်ကရှိနေသေးတဲ့အတွက်ကြောင့်ကိုကပြောတာဖြစ်ပါတယ်ဆိုတာမျိုးနဲ့ကိုယ့်ဘက်ကနေတော့ကျမကြတော့ပြောဖြစ်အောင်ပြောတယ်။ဘာကြောင့်လဲဆိုတော့ကိုလည်းဒီစိတ်ပိုင်းဆိုင်ရာကိုလုံနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ကဒီလိုကြီးခံစားပြီးတော့ကိုယ့်ရဲ့ client တွေကိုကြည့်တာဘလို့မှအဆင်မပြေနိုင်ဘာလို့လဲကိုယ်တိုင်မှအဆင်မပြေတာကြီးဟုတ်တယ်ဟုတ်နော်ဆိုတဲ့ခါကျတော့ဒီလိုပြောချလိုက်တဲ့အခါမှာကိုယ့်ဘက်ကဘာဖြစ်လဲအယမ်းပေါ့သွားတယ်ကျဉ်တ်မှုအပြည့်ရတယ်နော်ကိုဒီလိုမပြောလိုက်ပဲနဲ့ကျမပဲဖြစ်ဖြစ်အမေပဲဖြစ်ဖြစ်တခုဖြစ်သွားလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာကြီးကအဲ့ဒီအလုံးကြီးကကြိမ်ခဲ့မှာလေဒါပေမဲ့ကိုကပြောပြပေးနိုင်လိုက်တဲ့အတွက်ကြောင့်ကိုဟာကိုကျဉ်းမှုရသွားတယ်သူ့ဘက်ကသူလက်ခံတာမလက်ခံတာဒါသူ့ရဲ့အပိုင်းကျမအပိုင်းကကျမပြောတဲ့နဲ့ကျမပြောရမယ်လို့ကျမခံယူထားတာဖြစ်တဲ့အတွက်ကြောင့်မိဘနဲ့သားသမီးကြားမှာကြတော့
သူ့ဘက်ကကိုယ်နားလဲပေးတာနားမလဲပေးတာကျမမစင်စားဘူးဒါသူ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ပိုင်းကကျမပြောလိုက်ရမှကျမကျင့်တတ်တဲ့သူကျမဘလို့ခံစားနေရလဲဆိုတာ तू သိမှလဲ तू သိတယ်လို့ကျမလုံးဝသိလိုက်တဲ့ချိန်မှာကျမအရန်ပေါ်တယ်ကျမအရန်ကျင့်တတ်တဲ့ဘဝတစ်ခုကျမပို့ပြီးတော့ပိုင်ဆိုင်နိုင်တယ်ဆိုတဲ့ခံစားချက်ကြတော့ကျမအဲ့လိုဖြစ်တယ်ဒါပေမဲ့မိဘကိုဒီလိုပြောဖို့ဆိုတာလွယ်တော့မလွယ်ဘူးအရန်ခက်ခဲတယ်ဒါပေမဲ့ကိုကစိတ်ဆိုးမှန်ဆိုးနဲ့ပြောတာမဟုတ်ပဲနဲ့ကိုယ့်ရဲ့တကယ်စိတ်ထဲမှာဘလို့ခံစားနေရလဲဆိုတော့ကိုကတကယ်ပဲပြောမယ်ဆိုရင်ဘယ်မိဘမဆိုနားမထောင်ချင်တဲ့လူမရှိတော့ဘူးလို့ကျွန်မထင်တယ်မသိချင်တဲ့လူမရှိတော့ဘူးလို့ကျွန်မထင်တယ်သူတို့သိချင်မှာပဲဒါပေမဲ့သူတို့မဝင်ခံနိုင်တာတခုပဲအထူးသဖြင့်မိဘကျမတို့ကြတော့ sandwich generation လို့ပြောလို့ရမယ်ကျမတို့မိဘတွေကြတော့ကျမတို့ ਨੇ တွေးတဲ့ပုံစံဘလို့မှမတူဘူးဆိုတော့သူတို့ကြားလဲကြားချင်မှာမဟုတ်ဘူးလက်ခံချင်မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကြီးကိုကျမတို့ကသွားပြီးတော့ကြိုစင်းစားလိုက်မယ်အဲ့ဒီပုံမှာကျမတို့ခုနေမယ်ဆိုရင်ကျမတို့ပဲပူခံစားရတယ်ကို့အပိုင်းကကိုလုံရမယ့်အပိုင်းကကြတော့ကိုလောက်သွားမယ်ဆိုလို့ရှိရင်မိဘမလို့ဆိုတဲ့စိတ်ကြီးကမပြောက်သွားဘူးလားဆိုတော့ခုနဒီပြောတော့ဗောနော်မိဘနဲ့တာသမီနဲ့ဂျာမှာဆိုပြောလို့ရတယ်လို့ပြောတဲ့အခါမှာblessing ပါတစ်ခုတော့စဉ်းစားမိလဲဆို okay ကို့အဖေဆိုရင်ကိုပြောလာနိုင်ချေရှိရကို့အမေဆိုရင်လည်းကိုကပြောပြနိုင်ချေရှိရဒါပေမဲ့blessing တို့ရဲ့မိသားစုကလည်း complicated ဖြစ်တယ်ဗောနော်blessing ဆိုမှဆိုရင်လည်းအဖေနဲ့အမေနဲ့တွေရှိရဗောနော်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာကျတော့ဘယ်လိုပြောရမှာလဲဗောနော်ဘာလို့ဆိုတော့ဒီအကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဟာကဒါကrelationship မှာဆိုရင်တော့ဒါခုမလို့နိုင်တာမေ့နိုင်တာဆိုတော့ဆုံးဖြတ်လိုက်နိုင်ပေမဲ့ဒီအကြောင်းအရာထဲမှာကျတော့ဒီຢာကဘယ်လိုမျိုးလဲပေါ့ဘယ်လိုမျိုးဖြစ်တာလဲဆိုတော့အဲ့တောင်ကကြာblessing တို့ဒီ blessing 6တန်း9တန်းအရွယ်လောက်ဖြစ်နေမယ်အဲ့ဒီအချိန်မှာအိမ်ကကျတော့စီးပွားရေးကလုံးဝတေဝါလီခံသွားတဲ့အခြေအနေမျိုးပေါ့နော်တေဝါလီခံသွားတယ်အဖေတို့မိသားစုကသူတို့ဟာသူတို့တက်နေတယ်ဒါပေမဲ့တေဝါလီခံသွားတဲ့အခါမှာblessing တို့ ਨੇ အကုန်အတူတူနေကြတယ်အတူတူနေတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ blessing တို့ကအချိန်မှာကြောင်းတက်ရတယ်အထက်တန်းကြောင်းတက်တဲ့အခါမှာထက်တန်းကြောင်းမှာကျတော့ဒီဆရာမတွေဆိုရှင်ကျူရှင်တက်ရတယ်အတန်းပိုင်းလေးစီမှာဆိုကျူရှင်တက်ရတယ်ကျူရှင်လက်ခတွေပေးရတယ်အဲ့ချိန်မှာဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ကျူရှင်လက်ခမပေးနိုင်တော့တဲ့အခါမှာဆရာမကလည်းတော့ပြောတယ်ဆရာမမတက်နိုင်တော့ဘူးပေါ့နော်အကြောင်းမလို့ကျူရှင်တော့ရက်ခွင့်ပြုပါဆိုတော့ပြောတဲ့အခါမှာဆရာမကတော့ကျေးဇူးတင်တယ်အဲ့ဆရာမ blessing ဒီနေ့ထိအများကြီးကျေးဇူးတင်တယ်သူလည်းဒီနေ့ထိတတိရတယ်သူလည်းမမိရပေါ့နော်သူကျူရှင်လက်ခမယူပဲနဲ့ဒီကျောင်းတစ်နှစ်လုံးသူကျူရှင်တင်ပေးတယ်ဒါပေမဲ့တခုပါရှိလာလဲဆိုတော့အကြောင်းပါကြတော့အဲ့အချိန်မှာဆိုရှင်ဒီကထိန်ကျေးတို့ပါချင်းညာကျေးတို့အရန်ကောက်ကြတဲ့အချိန်တွေဖြစ်တယ်အရင်ကောက်ကြတဲ့အချိန်ကျတော့အဲ့ဒီနေ့ကပေါ့နော်အဲ့ဒီအခြေအနေကြီးကိုဒီနေ့ထိမှတ်မိရပေါ့နော်ဒီနေ့အထိအများကြီးမှတ်မိရအဲ့ဒီအခြေအနေကိုမှတ်မိရအဲ့ဒီအချိန်ကိုမှတ်မိရအဲ့ဒီရဲ့သူ့ရဲ့အကြည့်တွေကိုမှတ်မိရပေါ့နော်မေမေလေးပေါ့နော်မေမေလေးကအနေမလေးမာကစပြီးမှအချိန်မှာကုံတိုက်ဆိုတာစပြီးအတစ်ဖွင့်တယ် Blazon ဆိုတဲ့ကုံတိုက်စဖွင့်တဲ့အခါမှာသူကအဲ့ကုံတိုက်မှာတော့အထုပ်ကြီးထုံရည်နဲ့တော့ shopping ထပ်ပြီးပြန်လာတော့ blessing ကကျတော့ညနေအဖေစောင့်နေဒီ blessing တော့အဲ့ကွန်ဒိုခန်းထဲမှာဆိုရှင်ကျတော့ဒီဘက်ရှောက်လမ်းမဟုတ်ဘက်ရှောက်လမ်းဒီဘက်ရှောက်လမ်း blessing ခန်းရှိရထွက်ပြီးမှဒီအဖေခန်းရှိမှာရက်ဆောင်နေအချင်းမှာမိမိလေးရောက်လာပြီးမှတော့နာမည်မခေါ် blessing ဆိုနာမည်မခေါ်နေဆိုတော့သူစကားစားပြောနင်တို့ဖေကိုပတ်စံခဏမတောင်းနဲ့နင်တို့ဖေပတ်စံရှိဘူးတဲ့ပြောလိုက်ခါမှာဆိုသူလက်ထဲမှာလည်းအထုပ်တွေအများကြီးပဲကွာသူလည်းတော့တော့ရအများပဲကွာ shopping bag တွေအများပဲကွာဒီတော့အဲ့စကားပြောတယ်ကွာပြောရတဲ့အခါမှာဘောနော်အဲ့ချိန်ကအဲ့ဒီအခုချိန်ထိပေါ့မက်မိရပေါ့နော်အဲ့အချိန်နေကြီးမက်မိပြီးမှငါပတ်စံတောင်းလို့မရပါလားဆိုတော့အဲ့ဒီခံစားချက်ကြီးပေါ့နော်ဆိုတော့နောက်ပိုင်း blessing ရဲ့အကြောင်းဒီအကြောင်းမှာတခုပေးရမယ်ဆိုရှင်တကယ်ချင်းနဲ့ပတ်စံပေါင်းပြီးပေးလိုက်ကြတာများတယ်ဒါအဲ့ဟာဘာဖြစ်လာလဲဆိုတော့အဲ့ဟာတစ်ခေါက်သူပြောတယ်ပြောပြီးနောက်ပိုင်းဘာဖြစ်သွားလဲဆိုတော့ blessing ကအဖေစီမတောင်းတယ်ပတ်စံမတောင်းရဲတော့မတောင်းတော့
ဒါပေမဲ့နည်းနည်းလေးကြီးလာတဲ့အခါမှာကျတော့ဒါအရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စပါငါတောင်းလို့ရပါလိမ့်မယ်ဆိုမှအဖေတစ်ခေါက်ပတ်စံတောင်းလိုက်တဲ့အခါမှာပစ္စည်းဝယ်ရမှာမလို့မဖြစ်မနေတောင်းရမှာမလို့အဲ့ကလေးကနေဘယ်တော့မှမတောင်းတော့ဖေးစီကနေဒါပေမဲ့အဲ့တော့မဖြစ်မနေကိုယ့်စီမှာလည်းပတ်စံမရှိဘူးဒါပေမဲ့ဒီဟာလည်းကွာဝယ်မှရတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းလိုက်တဲ့အခါမှာအဖေကသူ့ answer ဖွင့်လိုက်တဲ့အခါမှာသူ့ answer ထဲမှာလည်းပတ်စံတစ်ပြားမှမရှိနေတော့ဘာကြီးတော့စဉ်းစားမိလဲဆိုကိုအဲ့ညနေကိုပဲပြန်ရောက်သွားတယ်အဲ့အခြေအနေကိုပြန်ရောက်သွားတယ်အဲ့စကလုံးတွေကိုပဲပြန်ပြီးမှကြားရတယ်အဲ့ဒီသူ့ရဲ့အကြည့်တွေပဲအမြဲတမ်းမြင်ပြီးမှဒီနေ့ဒီချိန်ထိမတောင်းတော့မှလည်းအဖေကဘာမှမတောင်းတခုခုဆိုရှင်လဲငါဖေစင်မပြေတခုဆိုငါဖေပတ်စံမရှိပတ်စံတော့မရှိသူဒီမေလေးဘလောက်ပဲပါ branded သူ power ပဲဒါသူကိစ္စငါဖေမှာပတ်စံမရှိဘူးဆိုတော့အဟာပေါ့နော်ဆိုတော့ခုနကပြောလေဒီကိစ္စ blessing ကဘသူတို့ပြရမှာလဲပေါ့နော်အဖေတိလားအဖေမိမအဲ့လိုလို့ blessing ဒီလေးခံစားရပါတယ်ဆိုရဟျာတော့ပြရမှာလားတော့မဟုတ်အမေတော့မှအမေတိလားအဖေမိမလေအဲ့လိုလို့ blessing မှာတက်လုံးအဲ့မျိုးခံစားရပါတယ်ဆိုတော့ပြရမှာလားတော့မဟုတ်လို့ရှင်လဲဘသူတော့ပြရမှာလဲပေါ့နော်အဲ့ဟာကြီးကိုသူပြောရမှာလားဟေးတိလားမေလေးနဲ့အဲ့တော့အဲ့လိုလုပ်ခဲ့လို့လေနေအဲ့လိုပြောခဲ့ရအဲ့ဟာကြီးကငါတော့ကအများကြီးခံစားရပါတယ်ဆိုမှဘသူတော့ပြရမှာလဲပေါ့နော်အဲ့ဟာအဲ့ကြောင့်လည်းအဲ့အရာကြီးကလေခွမလွတ်နိုင်တာလားမမေ့နိုင်တာလားအဲ့ဒီဟာကြီးကရှိတယ်ပေါ့နော်ရှိတယ်အဲ့ဟာကြီးကဘသူတော့ပြောပြရမှာလေပေါ့နော်ဘလို့တော့ပြောမယ်သူတော့ပြောရမှာလားပေါ့ခုနတီပြောတာပါဒီမိဘတွေပြောလို့ရဆိုတော့သူကကွာဘယ်နေရာမှာထားရမှာလဲပေါ့နော်အဲ့လိုမျိုးကျေးဇူးတင်တယ်သမီးမှာပြောလို့ရတဲ့အခွင့်အရေးတစ်ခုရှိတယ်ဆိုပါကဘသူ့ကိုပြောချင်လဲသမီးအဖေပဲပြောချင်အဖေကရောအဲ့ဒါမဖြစ်နိုင်တော့ဘူးလားအဖေလည်းနားထောင်ပေးမယ်လို့ကျွန်မယုံကြည်တယ်သူမသိခဲ့တဲ့အရာတစ်ခုလည်းဖြစ်နေတာလေဒီအခြေအနေကြောင့်သမီးရဲ့အခုဒီအသက်20 30ကြားမှာလဲအခုသမီးပြောနေတဲ့အချိန်မှာတော့မှသမီးဒီလောက်ခံစားရတာလေကျေးဇူးတင်တယ်သမီးဟုတ်တခြားသူတွေရောဗာထည့်ပြောချင်တာများရှိသေးပါသလဲဆိုတဲ့ခါကျတော့သမီးခုန blessing ရဲ့အကြောင်းလေးရလေ forgive နဲ့ forget နဲ့ချိန်ရမယ်ဆိုလို့ရှင် forget တော့ဘယ်တော့အခါမှမရတော့ဘူးလို့ကျွန်မထင်တယ် forget မလုပ်နိုင်လို့ forgive မဖြစ်တာလားဆိုတာလေမဟုတ်ဘူးခုန blessing ရဲ့အခြေအနေကိုပြောလိုက်တဲ့ခါကျတော့ဒါကျမရဲ့ perspective ကနေပြီးတော့ကျမ analyze လုပ်တဲ့အခါမှာနားမလည်နိုင်တဲ့အပိုင်းများပုံမဖြစ်နိုင်တော့ဘူးလားလို့နားလည်ချင်အောင်ကြိုးစားရင်တော့မှနားလည်ချင်စရာအခြေအနေတစ်ခုမဟုတ်ခဲ့လို့နားလည်ချင်နိုင်ဖို့ရလဲခက်ခဲတဲ့အပိုင်းလဲဖြစ်နိုင်ခြေရှိသလိုသမီးကသူ့ကို forgive ဆိုတာထက် forget ပုံမလုပ်နိုင်သလားလို့နောက်ဒီဟာကလည်းသမီးရဲ့ unconscious self conscious မှာအဆိုင်အငုံလေးလို့အမြဲတမ်းရှိနေသလို conscious မှာလည်းမကြာခဏဝင်လာမမိဘူးလားဆိုတော့အခါခွင့်လွတ်တာခွင့်မလွတ်တာဆိုတာထက်အယမ်းနာတယ်ဆိုတာလေးပဲအယမ်းနာတယ်ဆိုတဲ့ခံစားချက်ကပို့ပြီးတော့မပြင်းထန်ဘူးလား
ဆိုတော့ဒါအရန်နာတဲ့အရာကလည်းကျမအမြဲတမ်းပြောတဲ့စကားရှိတယ် relationship ကနေကျမတို့မွေးလာတယ်ဒီ relationship မှာလည်းဒီလိုနာကျင်မှုတွေကဒီ relationship မှာကိုအထူးသဖြင့်ကိုယ့်ရဲ့မွေးမိခင်မွေးဖခင်နော်ကိုနဲ့ပတ်သက်နေတဲ့မိသားစုထဲမှာဖြစ်ခဲ့တဲ့အရာပိုနာတယ်လीနော်ဆိုတော့ forget လည်းဘယ်တော့မှလုပ်လို့မရသလို forgive ဆိုတာထက် forget ဘယ်တော့မှလုပ်လို့မရအောင် forget လုပ်လို့မရတာက forgive မလုပ်နိုင်တာလည်းမဟုတ်ဘူးအခုသမီးအနေနဲ့အခုသမီးကိုကျွန်မမေးလိုက်တယ်ဘာကိုစိတ်ခုလဲအဲ့ပတ်စံမရှိတဲ့အချိန်ကိုပို့ပြီးတော့နာကျင်တာလားမဟုတ်ရင်ခုနမေမေလေးကပတ်စံမရှိဘူးလို့ပြောပြီးတော့ तू က shopping နေသွားတာကိုပို့ပြီးတော့နာကျင်တာလားတကယ်ပဲအဖေက drawer ဆွဲထုတ်တဲ့ခါမှာပတ်စံမရှိတာကိုသမီးရဲ့မျက်လုံးမှာတွေ့တဲ့ခါမှာပိုနာကျင်တာလားအဲ့ဒါလေးနည်းနည်းကျမတို့ခွဲခြားကြည့်မယ်ဆိုရင်ရောသမီးအဖေဆရာပတ်စံမတောင်းနဲ့လို့ပြောရတာပုံနာပဲအဖေရှန်နေပတ်စံမတောင်းနဲ့ဆိုတဲ့စကားလုံးကသမီးအတွက်ပိုနာတယ်ဟုတ် ဘာဖြစ်လို့လဲဆိုတော့အဖေကိုယ်တိုင်တော်မှမပြောဘူးလေနော်အဖေကိုယ်တိုင်တော်မှသူ့မှာပတ်စံမရှိသူ့မှာပတ်စံမတောင်းနဲ့ဆိုတော့မပြောဘူးလေနော်အဖေကိုတိုင်တောင်မှသူပတ်စံမရှိရင်တောင်မှပတ်စံမရှိဘူးလို့သူသမီးကိုသူမပြောရက်ဘူးသူမပြောဘူးဆိုတော့သမီးလေးအဲ့နေရာမှာဒီလိုစဉ်းစားဖြစ်လားမေမေလေးကငါအမေအရင်မှမဟုတ်တာကြီးအဖေကြတော့ငါအဖေလေငါမွေးဖခင်ဖြစ်တဲ့အတွက်ကြောင့် तू ပေးချင်နေတာလေ तू မရှိအောင်မှမရှိဘူးလို့ तू မပြောဒါပေမဲ့ तू draw ရဆွဲတဲ့ခါမှာ तू မရှိတာကိုသမီးကတွေ့တယ်လေဒါပေမဲ့ तू မရှိဘူးလို့ तू မပြောဘူးဘာကြောင့်လဲ तू သမီးဖြစ်တဲ့အတွက်ကြောင့် तू သမီးအရင်ဖြစ်တဲ့အတွက်ကြောင့် तू ပေးချင်နေတယ်ဆိုတဲ့ခံစားချက်ကိုမခံစားမိဘူးလားအဲ့လိုစဉ်းစားမိလားသမီးအခုမှစဉ်းစားနေရဒါပေမဲ့ခုနမေမေလေးကျတော့သမီးအမေမှမဟုတ်တာကြီး तू သမီးအရင်ကို तू ဒီလိုပြောမလားဆိုတဲ့ခါကျတော့သူ့ကိုသမီးက forgive လုပ်เสียလိုမလား forgive ရမယ်အဆင့်ထိစဉ်းစားရမှာလားမစဉ်းစားရမှာလားဆိုတာလေကျွန်မတစ်ချက်စဉ်းစားမိတာလေအဲဆိုကိုနဲ့သူနဲ့ကတွေးသားမှမဆက်ဆက်နေတာကြီးဟိုရှင်းရှင်းပြောမယ်ဆိုရင်သစိမ်းတယောက်လိုပဲမဖြစ်နေဘူးလားThank you Thank you ဆိုတော့အဲ့ဒီစကလုံးကိုသမီးပွိပိုက်လေပို့မလေးဘူးလားဒါပေမဲ့အဲ့မှာတကယ် reality သမီးတွေ့တယ်လေအဖေကမရှိတာတော့မှ तू မရှိဘူးလို့ तू သမီးကိုလုံးဝမပြောဘူးလေဘာထက်ပြောချင်လဲသမီးသားနဲ့ပတ်သက်ပြီးတော့ဘာလို့အမျိုးမစဉ်းစားနိုင်ဘူးဒီတကယ်မစဉ်းစားခဲ့နိုင်ဘူးပေါ့နော်အခုလေအမျိုးခွဲပြလိုက်တဲ့အခါမှာဒီထဲမှာအများကြီးစဉ်အဲ့ဒါကြောင့်မိဘတွေရဲ့ချစ်ချင်းမေတ္တာကကျမတို့ဘာနဲ့မှနိုင်ရှင်လို့မရဘူးဆိုတာကျမတို့ပို့ပြီးတော့တကယ်နားလည်သွားကြမယ်လို့ထင်တယ် blessing ရဲ့ပုံပြင်လေးနဲ့ပေါ့နော်ဆိုတော့ကျမတို့သားသမီးတွေအနေနဲ့မိဘပေါ်မှာခုတာလေးတွေအဖို့အထစ်လေးတွေကတော့ရှိမိကြမှာပဲတို့တော့ခုနတော့ကထရေဇာပြောသလိုပဲမိဘနေရာမှာပြန်နေကြည့်လိုက်တဲ့ခါကျတော့နားလေလို့ရနိုင်တဲ့အခြေအနေတွေကပိုများတယ်လေ။ဘာကြောင့်လဲသူတို့ကိုမိဘဖြစ်နေတာလေ။သူတို့အခြေအနေကိုလည်းကိုအတိုင်းသာတခုနားလေချင်တဲ့အတွက်ကြောင့်နားလေနိုင်တယ်။သူတို့ရဲ့အခြေအနေကိုလည်းကိုသူတို့နေရာမှာနေကြည့်တဲ့အခါမှာကိုကပို့ပြီးတော့လည်းကိုချင်းစာမိတယ်လေနော်။ Okay ဆိုတော့ဒီနေ့ကျမတို့ပေးထားတဲ့ forgive but not forget ဆိုတဲ့ topic လေးနဲ့ပတ်သက်ပြီးတော့တခုခုများမရတာများရှိသွားလားကျမတို့
ဒီမှာပါဝင်ပေးတဲ့သူတယောက်ချင်းစီကိုလည်းကျေးဇူးတင်တယ်လို့ပေါ့နော်အခု live မှာကြည်နေတဲ့သူတွေပဲဖြစ်ဖြစ် Zoom မှာပါဝင်နေတဲ့သူပဲဖြစ်ဖြစ်စဉ်းစားမိတာတွေးမိတာများတစ်ခုခုများရှိလားကျမတို့နောက်ဆုံးအပိုင်းကိုမသွားခင်ဟာဒီနေ့လာလိုက်တာနောင်တရတယ်ကိုလိုချင်တယ်လို့မရခဲ့ဘူးเนาะဆိုလို့ရှိရင်လည်းထပ်ထက်ပေးလို့ရပါတယ်เนาะဘယ်လိုလေးတွေထပ်ပြီးတော့ပြောပေးချင်တဲ့သူများတယောက်ယောက်များရှိပါသေးသလား blessing အနေနဲ့ရောဘာထပ်ပြောပေးချင်လဲနောက်ဆုံးအနေနဲ့ blessing ရွေးထားတဲ့ topic လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးထပ်ပြီးတော့အစုံလေးတက်ပေးချင်လဲ တကယ်တော့ဘောနော်ဒီ topic ကိုရွေးတဲ့အခါမှာအများကြီးအာရင်းထဲမှာအများကြီးအဆင်ပြေလို့မဟုတ်ပါဘူးဆိုကိုရိုင်းကဒီအရာကို overcome ဖြစ်နေသူတယောက်မဟုတ်နေဘူးပေါ့နော်ကိုရိုင်းကလည်းဒီခွင့်လွှတ်တဲ့အရာနဲ့မေ့တဲ့အရာနဲ့ခုနကပြောသလိုပဲကိုရိုင်းတော့မှခါလေးကျမတဲကွဲနေတဲ့အရာကိုချပြရမယ်လို့ပြောတဲ့အခါမှာတကယ်တော့လွယ်ကူမနေဘူးပေါ့နော်ဆိုတော့ဘာဖြစ်လို့ဒီအရာကိုရွေးခဲ့ရလဲဆိုတော့ blessing လို့ပဲဒီမှာရှိရတဲ့တွေလည်းကိုယ်မိဘနဲ့ဖြစ်စေအတိကမိဘပေါ့နော်အတိကမိဘနဲ့ပတ်သက်တဲ့ခံစားချက်တွေအများကြီးရှိကြမယ်လို့ယုံတယ်ပြောပြလို့အဆင်မပြေရလည်းဖြစ်နိုင်တယ်ပြောပြဖို့ခက်ခဲတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့လွယ်ကူတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့ဒီမလွယ်ကူပေမဲ့လည်းဒီအရာကြီးကပျောက်သွားတဲ့အရာလည်းမဟုတ်ဘူးဖြတ်လိုက်လို့ရတဲ့အရာလည်းမဟုတ်ဘူးခုနလီအရန်ပြောတဲ့ enzyme လိုမျိုးတော့ပျောက်ပါလားဆိုတော့လေအဲ့လိုဘွားမျိုးလေကျွန်တော်တို့သွားချင်ကြမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီအရာကြီးကဒီခံစားချက်တွေက blessing တွေဘဝထဲမှာဘလို့အတူတူသွားကြမလဲဒီခံစားရတဲ့အရာကိုပြင် Lawrence နဲ့အများကြီးပြောရတယ်ကောင်းတဲ့အပိုင်းကိုဘလို့မြင်ကြမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီအပိုင်းကိုပြင်ပြီးတော့အများကြီးပြန်ချိန်မိတယ်ပြီးကိုတကယ်တော့ဒီ topic ကသူများပေးချင်ပေမဲ့တကယ်ရလာတာ blessing ပေါ့နော်ခုနတကယ်မစင်စားဘူးပါဘူးတကယ်ကိုအမျိုး question စိတ်ဖြာပြီးတကယ်မစင်စားဘူးပါဘူးတကယ်ဝန်ခံပါတယ်ဒါခုနမှ blessing ရသွားတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့လိုပဲဒီမှာရှိနေတဲ့အယောက်ချင်းစီတိုင်းလဲတခုခုရတော့မယ်လို့ blessing မျှော်လင့်နေအချိန်ပေးရဲ့အားလုံးအဖို့ခပေးရတဲ့လည်းအများကြီးကျေးဇူးတင်ပါတယ်လို့ ကျေးဇူးတင်တယ်အဲ့ဒါကြောင့်ခုနကျမတို့ပြောသလိုပဲတကယ်ပဲလုံးရ forget ဖြစ်သွားတဲ့လူတယောက်သာဖြစ်မယ်ဆိုရင်ကျမတို့ရဲ့ဘဝတိုးတက်လန်းနှုံးကအရန်ကြီးမရှိတလောက်မဖြစ်သွားနိုင်ဘူးလားလို့เนาะနောက်ပြီးတော့လည်း forgive ဆိုတာလည်းဘယ်သူမှမပိုင်ဆိုင်ပါဘူးကိုကပဲပိုင်တဲ့လူဖြစ်ပါတယ်နော်တကယ်တမ်းတိချာပြန်ပြီးတော့စဉ်းစားရမယ်ဆိုရင် forgive ဆိုတာဘယ်သူအတွက်မှမဟုတ်ပါဘူးကိုယ့်အတွက်ပါပဲကိုကတကယ်ပဲကို forgive လုပ်နိုင်လားတကယ်ပဲကိုက forgive လုပ်နိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုရင်တခြားသူ forgive တော့လုပ်เสียဒါသူတို့ကိစ္စလေဟုတ်တယ်မလားသူတို့ပြောရှင်တယ်လို့ပြောမယ်သူတို့နိုင်ရှင်တယ်လို့နိုင်ရှင်ဒါသူတို့ရဲ့အပိုင်းငါရဲ့အပိုင်းကပါလေငါဒီ forget လုပ်လို့မရလို့ငါရဲ့ဘဝပို့ပြီးတော့နောက်နေသွားလားမဟုတ်လို့ရှင်လဲငါ forget လုပ်လို့မရလို့ငါပို့ပြီးတော့ตาနေတဲ့နေရာတခုရောက်သွားလားပို့ပြီးတော့ငါနဲ့ထိုက်တန်တဲ့သူနဲ့ရောငါမတွေ့နေဘူးလားအဲ့ဒီအပိုင်းလေးအဲ့လိုပုံစံလေးနဲ့ငါစူးစမ်းပြီးတော့စဉ်းစားနိုင်တဲ့သူတယောက်ချင်းစီဖြစ်နိုင်ကြမယ်လို့လည်းကျွန်မယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီ topic လေးနဲ့အရင်စိတ်ဝင်စားကြတာကိုကျွန်မတွေ့ရတဲ့အတွက်ကြောင့်ကျွန်မတကယ် blessing နဲ့ကျေးဇူးတင်တယ်။ဒီ topic လေးကိုရွေးချယ်ပေးတဲ့အတွက်ကြောင့်ပေါ့နော်။ဆိုတော့မီးရလည်းပုံမှန်မလာတဲ့ခါကျတော့ handphone energy တွေလည်းကုန်ကြပြီနဲ့တူတယ်เนาะဆိုတော့ဒီနေ့တက်ရောက်လာကြတဲ့เนาะအယောက်40ကျော်အရန်ကျေးဇူးတင်ပါတယ်လို့ကျွန်မအနေနဲ့ပြောချင်တယ်ပါဝင်ပေးတဲ့သူတယောက်ချင်းစီကိုလည်းကျေးဇူးတင်တယ်ကျမတို့စူးစမ်းပြီးတော့ဒီလို topic လေးတွေနဲ့လောက်သွားကြမယ်ဒါမိဘတွေကိုလည်းကျမတို့ကဘယ်လိုပြောမလဲနာကြည့်လို့မိဘအကြောင်းတွေကိုကျမတို့ဒီလိုပြောနေတာမဟုတ်ဘူးမိဘတွေလည်းနားထောင်တဲ့မိဘတွေလည်းရှိပါလိမ့်မယ်နော် who knows blessing ဖေဖေလည်းနားမထောင်လို့
မပြောလို့မရဘူးလေနော်သူလည်းနားထောင်တဲ့အခါမှာသူသမီးဘယ်လောက်ခံစားရလဲဆိုတာသူသိတဲ့အချိန်မှာသူလည်းအတွေးတွေအများကြီးမဝင်လာမိဘူးလားနော်နောက်တစ်ခုကြတော့ကျမတို့အရန်တမိုးထားတဲ့နော်သစိမ်းလူကျမတို့ ਨੇ အတွေးသားမတူတော့အတွေးသားမဆက်ဆက်နေတဲ့သူတယောက်နဲ့ကျမတို့အချစ်ဘဝတစ်ခုကိုစောက်တည်ဖို့ relationship တစ်ခုကိုစောက်တည်တဲ့အခါမှာနာကျင်နေဆိုတာထက်ဒီ relationship တစ်ခုကိုအချိန်ပိုင်းတစ်ခုငါပိုင်ဆိုင်ခွင့်ရခဲ့တဲ့အပေါ်မှာပို့ပြီးတော့ကျေးဇူးတင်မိမယ်ဆိုရင်ရောငါ forget လုပ်လို့မရတဲ့အပိုင်းကနေပြီးတော့ငါရဲ့ဘဝကိုအများကြီးအရှိကိုပို့ဆောင်ပေးခဲ့တဲ့သူနဲ့ငါခဏလေးသူနဲ့မိတ်ဆွေဖြစ်ခဲ့ရတယ် relationship တစ်ခုကိုတည်ဆောက်နိုင်ခဲ့တယ်ဆိုတဲ့အတွေ့အကြုံကလည်းအရန်တမိုးရှိတယ်အတွေ့အကြုံလေးတွေဖြစ်ကြမယ်လို့ကျွန်မထင်တယ်အဲ့ဒီထဲကနေပြီးတော့ငါဘာတွေရလိုက်လဲဘာတွေသင်ယူလိုက်ရလဲငါရဲ့ဘဝအတွက်အရန်အကြီးကြီးတာဖြစ်တဲ့အတွက်ကြောင့်သိခွင့်ရတယ်နာကျင်ခွင့်လည်းရလိုက်တယ်အဲ့ဒီနာကျင်ခွင့်သာမရခဲ့ဘူးဆိုရင်ဒီအနာဆိုတဲ့နာတဲ့ဆိုတဲ့အရာတော့မှငါသိချင်မှငါသိမယ်ဒါနာတဲ့အတွက်ကြောင့်ငါနောက်တစ်ခါမနာအောင်ငါကိုငါကာကွယ်တတ်သွားပြီငါကိုငါနောက်တစ်ခါမနာအောင်ဒီထက်လည်းအမြင့်ကိုရောက်အောင်ငါ push နိုင်တယ်ဆိုတော့ကျမတို့ရဲ့ဒီအတွေးလေးထဲမှာဒီနေ့ညထည့်ပေးကြမယ်ဆိုလို့ရှင်ဘဝကြီးကတကယ်ပဲကျဉ်းနှံ့စရာကောင်းတဲ့ဘဝတစ်ခုကိုတော့ပိုင်ဆိုင်နိုင်ကြမယ်လို့ကျမအနေနဲ့ပြောရင်းနဲ့ညီကုံချုပ်လိုက်ပါတော့မယ် Facebook မှာကြည်ပေးနေတဲ့သူတယောက်ချင်းစီကိုလည်းကျေးဇူးတင်တယ်လို့နောက်မှပြန်ကြည့်မဲ့သူတွေကိုလည်းကျေးဇူးတင်တယ်ကျမတို့နှစ်ယောက်တခြားပါဝင်တဲ့သူเนาะကျမတို့ပြောသွားတဲ့အထဲမှာလိုရာလေးတွေရှိမယ်ပိုရာလေးတွေရှိမယ်ကျမတို့သုံးလိုက်တဲ့စကားလုံးတွေကျမတို့ရဲ့အပြုအမူတွေကလည်းမသိတော်တာလေးတွေလည်းရှိနိုင်တယ်ကျမတို့လည်းပြစ်စုံတဲ့သူမဟုတ်ဘူးဒါရင်ထဲနဲ့တကယ်လာတဲ့ဒီခံစားချက်အတွေ့အကြုံတွေကနေပြီးတော့ဒီအစီအစဉ်လေးတွေလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျမမှလည်းဘယ်လိုပြောရမလဲကိုနဲ့ဒီစိတ်ပိုင်းဆိုင်ရာเนาะအမြဲတမ်းလုပ်နေတဲ့သူဖြစ်တဲ့အခါမှာကိုယ့်ရဲ့အတွေ့အကြုံတွေကနေပြီးတော့အလိုအဆုံး topic လေးတွေကိုကျမတို့ကရွေးချယ်သွားတာဖြစ်တဲ့အတွက်ကြောင့်ပတ်တိုင်းကျမတို့စူးစမ်းပြီးတော့ဆက်လုပ်သွားနိုင်ဖို့ရန်အတွက်အားလုံးပံ့ပိုးပေးတဲ့အတွက်ကျေးဇူးတင်တယ်ဒီမှာ Facebook ကနေပြီးတော့ message လေးပို့တာတွေ့တယ် video recording လေးလိုချင်တယ်တဲ့ဟုတ်ကဲ့ပါ video recording ရနိုင်ပါတယ်လို့ကျမရဲ့ YouTube မှာလည်းကြည့်လို့ရသလိုဒီ Facebook live မှာလည်းကြည့်လို့ရတယ်နောက် recording လုပ်ထားတာကိုလည်းကျမ Telegram မှာ group ဖွဲ့ထားတာရှိတယ်အဲ့မှာကျမသင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ link လေးတွေလည်းကျမရဲ့ Facebook account page account မှာသွားယူလို့ရပါတယ်လို့ကျမအနေနဲ့ပြောချင်တယ်နောက်ဆုံးအနေနဲ့ကျမတို့ရဲ့တကယ်ဒီညအစီအစဉ်ကိုပံ့ပိုးပေးတဲ့သမီးလေးရှင်းနဲ့ Lawrence ရှင်းကနေပြီးတော့စကားလေးတစ်ခွန်းလောက်ကြားပြီးတော့ကျမတို့အဆုံးသတ်ကြရအောင်เนาะဆိုတော့ရှင်းအနေနဲ့ဒီနေ့သူ့ရဲ့နော်ညီမလေးကြောက်လားအမကြောက်လားသူလာလိုက်တဲ့အတွက်ကြောင့်ရှင်းနေနေရောတခုခုများရသွားလားမဟုတ်ရင်မရလိုက်လားပေးလိုက်တဲ့အချိန်ကြီးကိုနှမျောသွားမိလားကျမတို့နည်းနည်းလောက်သိခွင့်များရနိုင်မလားသမီးရှင်ဟုတ်ခုနအမေပြောရတယ်ပေါ့နော်အမလားညီမလားမသိစားအမရှင်သူလည်းအခုဒီ Zoom ထဲမှာရှိရပေါ့နော်မရွှွန်းလက်ကျော်ဆိုတဲ့နာမည်နဲ့အမသူကညွှန်လိုက်တာပေါ့ဘာရခဲ့လဲဆိုတော့အမေခုနပြောသလိုပေါ့အဓိကကကိုယ်တိုင်ရပဲလွှတ်ချမလားဒါကိုဆက်ဆုပ်ကင်ထားမလားဆိုတဲ့အခွင့်အရေးကကိုယ့်လက်ထဲမှာပဲရှိတယ်ပြီးတော့အဲ့ဒီနာကျင်စရာကြောင့်အမြင့်ုံသွားမလားအောက်ခြေမှာပဲနေခဲ့မလားဆိုတဲ့ဟာကလည်းကိုယ်ရွေးချယ်မှုဖြစ်သွားတယ်ပေါ့နောက်ဆုံးတစ်ချက်အနေနဲ့တိလိုက်ရတာကဒါကမုန်းစရာမဟုတ်ဘဲနဲ့ကျေးဇူးတင်စရာကောင်းတယ်ဆိုတာကိုတိလိုက်ရတယ်ရှင်အဓိကကဒီလိုနာကျင်မှုမျိုးသာမရှိခဲ့ဘူးဆိုရင်ကိုယ့်ဘဝရောဒီလောက်ထိတွန်းအားဖြစ်စေခဲ့မလားဒီလောက်ထိကိုယ့်ရဲ့ standard တွေရောမြင့်လာမလားဆိုပြီးတော့လည်းပြန်ပြီးတွေးမိသွားတယ်ပေါ့နော်အဲ့တော့အဓိကပြောချင်တာကအရင်ဆုံးကတော့ကိုခွင့်လို့ရမယ်လို့ထင်တယ်ရှင်ကိုခွင့်လို့ပြီးတော့မှဂျန်တဲ့ဟာကိုလိုက်ပြီးတော့ကြည့်တော့မှတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ရှာတွေ့သွားမယ်အဖြေတစ်ခုကိုရှာတွေ့သွားမယ်လို့ထင်ပါတယ်ရှင်အဲဒါကြောင့်အမေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်တယ်သမီးညီမလေးရဲ့တိုက်တွန်းမှုကိုလက်ခံပြီးတော့တကူတကအချိန်ပေးပြီးတော့ပါဝင်ပေးတဲ့အတွက်ကြောင့်ဒီညကျမတို့ရဲ့ live အစီအစဉ်လေးကပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့ live လေးတစ်ခုဖြစ်သွားတယ်
ဖြစ်သွားနိုင်အောင်ပံ့ပိုးပေးတဲ့အတွက်ကျေးဇူးတင်လို့ Lawrence အနေနဲ့ရောဘာလေးထပ်ပြီးတော့ပြောပြပေးလို့ရမလဲနောက်ဆုံးအနေနဲ့ ဟုတ်ကဲ့မေဆိုတော့ဒီရက်လေးပြန်ပြီးတော့ပါဝင်ခွင့်ရတာကျေးဇူးတင်တယ်လို့ပဲဥဆုံးပြောချင်တယ်ပေါ့နော်အရင်ကလိုမျိုးပဲနှွေးထွေးမှုတွေအပြည့်နဲ့အမေစီမှာကနေထွက်လာတဲ့ဒီနှွေးထွေးမှုတွေကိုလည်းခံစားရတယ်လို့ဒီ zone တဲ့ကနေမျှဝေတဲ့သူလေးတွေရဲ့စိတ်ဝင်စားနေတယ်ဆိုတော့emotion လေးတွေလည်းတတိထားမိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပါဝင်ဆွေးနွေးခွင့်ရတာကျေးဇူးတင်တယ်တကယ်ကိုအဓိပ္ပာယ်ရှိတယ်အရင်အသစ်တွေထက်အများကြီးပို့ပြီးတော့ချက်ကားတွေးနိုင်တယ်ကျွန်တော်ဇွန်အစမှာပြောသလိုပေါ့နော်ဆိုတော့အတွေးအများကြီးဖြာပြီးတော့တွေးနိုင်တယ်ဒီခွင့်လွှတ်လိုက်ပါအလွယ်တကူပြောတဲ့စကားလုံးကတခါတလေကမလွယ်ကူဘူးဆိုတဲ့ဟာကိုသိရတယ်လို့ပေါ့နော်မလွယ်ကူအောင်ကိုပဲလုပ်နေသလားဆိုတဲ့ခံစားချက်မျိုးလေးပြန်ဝင်လာတယ်ပေါ့နော်ဆိုတော့လာမယ့်အနာဂတ်မှာခွင့်လွှတ်ဖို့ကတော့ကျွန်တော်အတွက်ပို့ပြီးတော့လွယ်ကူလာမယ်လို့တော့ခံစားမိတယ်ခွင့်လွှတ်ဖို့ဆိုတာတက်သင်ခန်းစာမြန်ယူပြီးတော့ကိုကျေးဇူးတင်လိုက်ဖို့သူ့ကိုလည်းကျေးဇူးတင်လိုက်ဖို့ဆိုတဲ့အခြေအနေမျိုးပိုပြီးတော့မြန်ဆန်ပဲရောက်လာမယ်လို့တော့မြင်ထားတယ်ပေါ့နော်ခံစားနေမိပါတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်အဆုံးသတ်ပါရစေဟုတ်ကျေးဇူးတင်တယ်အဲ့ဒါကြောင့်ကျမတို့ဘယ်သူမှခွင့်လွတ်ပါလို့ပြောတာဆိုတာထက်ဘာကိုခွင့်လွတ်ရမလဲဘယ်သူခွင့်လွတ်ရမလဲဘာကြောင့်ခွင့်လွတ်ရမလဲဘလို့ချင်းနေကြောင့်ငါကဒါရုပ်ဆွဲထားရတာလဲဆိုတော့စူဇန်လည်းနောက်ဆုံးဒီညပါဝင်ပေးတာစူဇန်ရှိရဲ့နောက်တစ်ယောက်ထရီဇာရှိတယ်စူဇန်နေနဲ့အောင်နောက်ဆုံးဘာလေးထည့်ပြောပေးလို့ရမလဲဟုတ်ဘာပြောရမလဲဟုတ်ကဲ့နောက်ဆုံးကြတော့လေအဲ့ဒီဟိုတည်ထားတဲ့အထုပ်တွေကအကုန်လုံးကကိုတည်ထားတာပါနော်ဆိုတော့အဲ့ဒါလေးကိုနားလေဟွာတယ်ပေါ့နော်ဘယ်လောက်ကြီးပဲဘသူကဘာဒီပဲလုတ်ခဲဆိုတာမျိုးကအတိတ်ကိုပြီးသွားခဲ့တဲ့အရာတစ်ခုငါရဲ့ဘယ်လိုပြောမလဲထိန်းချုပ်မှုအောက်မှာမရှိခဲ့တဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါလားဆိုပြီးတော့ဟိုခံစားလိုက်ရင်တချို့ကိစ္စတွေကကြတော့ကိုတက်ရောက်မှုရှိနေသေးတယ်ဘယ်လိုပြောမလဲဆိုတော့လွယ်ကူနေတာမဟုတ်ပါဘူးတချို့ကိစ္စတွေဆို flashback တွေပါဖြစ်နေတဲ့အထိလည်းရှိနေပါသေးတယ်မလီတီဆုံးမှာဆိုတဲ့အခါကျတော့ဒါပေမဲ့အဲ့လိုမျိုးဖြစ်ခဲ့ပေမဲ့လေကိုရဲ့ဘယ်လိုပြောမလဲအာသွားမဲ့လမ်းကြောင်းကိုပဲ့ကင်နေသူကိုသာဆုံးဖြတ်သူဆိုတာမျိုးကိုသာဆုံးဖြတ်သူဆိုတာမျိုးကိုသာပဲ့ကင်ရှင်ဆိုတာမျိုးကိုလက်ခံလိုက်တဲ့ခါကျရင်တခြားလူတွေကကိုနဲ့ equal level မဟုတ်တော့ဘူးအရင်တော့ကိုထင်ခဲ့တာတွေက equal level ပေါ့နော်ဥပမာအမေနဲ့ရန်ဖြစ်တယ်ပဲထားပါတော့ရန်ဖြစ်တယ်တော့မဟုတ်ဘူးနော်စကားများကြတယ်ဆိုရင်ငါနဲ့အမေနဲ့ကဒီလိုတွေဖြစ်နေပါလားဆိုတော့ရှင်ပြီးတော့တွေးတယ်ပေါ့နော်အမေက person တယောက်ငါက person တယောက်ဒီ conflict ကြီးကိုငါဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကြီးကိုယ့်အတွက်အကြီးအားလုံးကို equal တွေလို့သဘောထားတယ်ဒါပေမဲ့တကယ်တော့တခြားသူတွေကကိုသွားတဲ့လမ်းကိုရှောက်နိုင်တာမဟုတ်ဘူးเนาะကိုနဲ့တူသွားတယ်ဆိုပေမဲ့မိဘဆိုတာလည်းကိုနဲ့24နာရီရှိနိုင်တာမဟုတ်ဘူးကိုရဲ့ life မှာစိတ်တစ်ပိုင်းလေးပါကြရတဲ့လူလေးတွေပေါ့เนาะဆိုတဲ့အခါကျတော့အဲ့လူတွေအားလုံးရဲ့ကိုတက်ရောက်မှုကိုကအကြီးတွေထားပြီးတော့တကယ်မှကိုရဲ့ဆုံးဖြတ်ချက်နဲ့ကိုရဲ့ဘယ်လိုပြောမလဲ decision ကဒီ pain ကိုဘယ်လို handle လုပ်နိုင်လဲပေါ့နော်ကိုဘယ်လိုဖြစ်လာလဲဆိုတာထက်ကိုကဘယ်လိုတုံ့ပြန်လဲကိုကဒီဟာကိုဘယ်လိုတုံ့ပြန်လဲဘယ်လိုကင်တွယ်လဲဆိုတာကအများကြီးပြောင်းလဲသွားစေနိုင်တယ်ဆိုတာမျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်ဘယ်လိုမျိုးဟုတ်ကျေးဇူးတင်နဲ့အဲ့ဒါဆိုရင် Teresa လေးရှိသေးလား Teresa ထပ်သွားပြီလားလိုင်းကြွားလာတော့မသိဘူးနောက်တစ်ယောက် Teresa တော့ရှိတယ်ခုန Teresa နဲ့တူလားမတူလားတော့မသိဘူးโอเคသူလိုင်းကြသွားပြီနဲ့တူတယ်โอเคအဲ့ဒါဆိုလို့ရှိရင်အားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဒီညဒီအစီအစဉ်လေး topic လေးကိုရွေးပေးတဲ့ blessing လေးကျေးဇူးတင်တယ်လို့ကျမတို့ရဲ့ဒီနောက်ခံလေးနဲ့ကြော်ညာလေးကိုတကူးတကလောက်ပေးတဲ့စူဇန်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့เนาะဒီလိုအစီအစဉ်တစ်ခုဖြစ်ဖို့ဆိုတာကျမတို့ကြီးပဲလုပ်လို့မရပါဘူးနော်ပံ့ပိုးပေးတဲ့သူတွေအများကြီးပါရှိတယ်နောက်ပြီးတော့ဒီအစီအစဉ်လေးကိုလာရောက်အားပေးတဲ့သူတွေအရန်ကျေးဇူးတင်တယ်
နော် Zoom မှာတက်ရောက်တဲ့သူတွေတော်၎င်း Facebook မှာကြည့်နေတဲ့သူတွေတကောင်နောက်မှပြန်ကြည့်မဲ့သူတွေတော်၎င်းနော်မရှိဘူးဆိုရင်ကျမတို့ဒါလောက်ရတာအတိတ်ပဲရှိမှာမဟုတ်ဘူးလေနော်ဆိုတော့အားလုံးရဲ့ပံ့ပိုးမှုအတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့အားလုံးကို good night ပါလို့ပြောချင်တယ်နောက်တစ်ပတ်တောက်ကြနေ့မှလည်းရှိပါအောင်မယ်နောက်တချို့ကျမကိုမေးကြတယ် counseling တွေလုပ်ပေးလား therapy တွေလုပ်ပေးလားလုပ်ပေးပါတယ်လို့နော် one to one တွေလည်းလုပ်ပေးနေပါတယ်လို့သင်တန်းတွေလည်းတောက်လျှောက်လုပ်နေပါတယ်လို့ကျမရဲ့ Facebook ကိုကြည့်လိုက်မယ်ဆိုလို့ရှင်တနန်းနေရှိတယ်ဆိုရင်ကျမတို့ကြော်ညာပေးပါတယ်လို့เนาะဆိုတော့အားလုံးကျေးဇူးတင်တယ် good night လို့ပြောနေကျမ live ကိုချလိုက်ပါတော့မယ်ကျေးဇူးတင်တယ် Good night ပါမေလီလီ thank you ကျေးဇူးတင်တယ် Lawrence long time no see okay ဆိုတော့အခု Facebook ကိုတော့